ရူပဝိပါကသမုဒ္ဒေတဝိပါကသမုဋ္ဌာနကလာပဘောဓိကမာအဲ့ဒါတော့သမုဒ္ဒေတသမုဒ္ဒေတာဝိပါကဝိပါကသမုဋ္ဌာနသမုဋ္ဌာနာကလာပကလာဘောဓိပကမာဘဝိတိကမဗောဓိကမမြတ်ရှိတစ်ခေါက်ကြော့ပြီးမှပြန်နေရအောင်သမုဒ္ဒေတပြီးတော့ပြီတဲ့အဲ့ဒီပြီးခဲ့တဲ့သမုဒ္ဒေတဆိုတာသမုဒ္ဒေတအချင်းချုပ်ပေါ့တန်ဥဒ္ဒေတအချင်းချုပ်ပြရူပသမုဒ္ဒေတအဲ့ဒီအပိုင်းကယုတ်28ပါးကိုစည်ရင်းလို့တော့လစ်လုပ်ပြတဲ့အပိုင်းဒီအခုအပိုင်းကျတော့သမုဒ္ဒေတာဝိပါကပေါ့ပြီးရင်သမုဋ္ဌာနာအဲ့လိုတာပေါ့ဝိပါကဆိုဝိပါကတော့အကျယ်ဝိပါကဒီဝိပါကအပိုင်းကျတော့အဲ့ဒီယုတ်28ပါးကိုပဲအမျိုးမျိုးခွဲခြားပြီးတော့ပြတယ်အမျိုးမျိုးခွဲခြားပြီးပြတဲ့ခါကျတော့ရှေ့မှာပြောခဲ့သလိုဓမ္မသင်္ကတိပါဠိတော်မှာခွဲတာမျိုးလို့ယုတ်တစ်မျိုးတည်းကိုယုတ်တစ်မျိုးတည်းဖြစ်တဲ့ယုတ်နှစ်မျိုးရှိတဲ့ယုတ်ဟာတစ်မျိုးတည်းရှိတဲ့ယုတ်ဆိုတာဧကဝိတာပေါ့နှစ်မျိုးဆိုပြီးတော့ခွဲသွားတာကဒုဟိတာနိဆိုတော့စသဖြင့်အဲ့လိုခွဲပြတယ်ဧကဝိတာနိခွဲပြတဲ့အခါကျတော့ဆိုရိုးအနေနဲ့တော့ယုတ်28ပါးလုံးဒီအဟိတုကတပ္ပစ္စယသာတဝသင်္ခတလောကိယကာမဝဆရာအနာရမဏအပ္ပါတပ္ပတုတာဖြစ်ကြသည်အဲ့လိုဆိုပေါ့တစ်မျိုးတည်းပဲရှိတယ်ဆိုတော့နာမည်တစ်မျိုးတည်းနဲ့ပဲခေါ်တယ်ယုတ်28ပါးလုံးဒီမှာတော့ဗါတော့အဟိတုကတာဖြစ်သည်တဲ့တဟိတုကလို့မရှိဘူးတဲ့ဟုတ်လားအဲ့တော့ယုတ်28ပါးမှာအာဟိတုကသာရှိသည်တာဟိတုကတာဟိတုကဟုမရှိ မဟုရှိတ်ပြီအဲ့တော့ယုတ်မှန်ရင်အဟိတ်ကြီးပဲတဲ့နော်ယုတ်မှာတာဟိတ်ရလို့ရှိလားဟိတ်နဲ့ရှင်တယ်လို့ပြောလို့ရှိရပါဗျာမရဘူးယုတ်ဒီအဟိတ်ဖြစ်တယ်ဟာဟိတ်နဲ့ရှင်တဲ့တာဟိတ်မဖြစ်ဘူးနောက်တပ္ပစ္စယတာတဲ့အပ္ပစ္စယလို့မရှိတာဘူးရှိတယ်နော်အပစ္စယနောက်တာတဝတာအနာတဝလို့ရှိသည်မရှိဘူး မရှိနော်နောက်သင်္ခတတာအသင်္ခတလို့ရှိမရှိ မရှိဘူးဟုတ်လားလောကိယတာလို့ပြောရင်ပါလားလောကုတ္တရာလောကုတ္တရာမရှိ လောကုတ္တရာ ဘူး မရှိ ဟုတ်ကာမဝဇ္ဇရတာပြောရင်ပါလားရူပဝရူဇ္ဇပဝဆရာရူပဝဇ္ဇရစမရှိသည်ရူပဝဇ္ဇရလောကုတ္တရာစသည်မရှိနော်အနာရမဏတာဆိုရင်ပါတာရမဏဟုမရှိတာရမဏလို့မရှိဘူးတာရမဏလို့မရှိဘူးတာရမဏတစ်မျိုးတည်းသာပြောတာအပ္ပါတပ္ပတာလို့ပြောရင်ပဟာတပပဟာတပ ပဟာတပ္ပလို့မရှိတဲ့အဲ့တော့ပါဠိစကားတွေကြီးဖြစ်တယ်ကောင်းပြီအဲ့ဒီဟာအဟိတုကဆိုတာဗါတဲ့တုံးနဲ့အောက်မှာအဓိပ္ပာယ်လေးလောဘအစတော့ဟိတ်များနဲ့မရှင်နဲ့နော်ဟုတ်လားဗါလဲဘာလို့အဟိလို့ခေါ်တာလောဘစာ လောဘအစတော့ဟိတ်များနဲ့မရှင်တော့ကြောင့်နော်ဟုတ်ပြီအဲ့တော့ပါဠိတော်မှာကတော့အာလောဘစတဲ့ဟိတ်များနဲ့မရှင်ဘူးလို့ဒီလိုပြောတယ်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့ရုပ်ဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမမဟုတ်ဟုတ်ဘူးဘူးအပြာကတတရားဖြစ်တယ်ဟုတ်လားရုပ်ဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးကုသိုလ်လည်းမဟုတ်ဘူးကုသိုလ်အကုသိုလ်ဆိုတဲ့နာမည်မရဘူးဆိုရင်အပြာကတလို့နာမည်ရဟုတ်လားဒီပရမတ္ထတရားတွေမှာကုသိုလ်လို့မခေါ်ဘူးအကုသိုလ်လို့မခေါ်ဘူးဆိုရင်အဲ့ဒီတရားကိုအပြာကတလို့နာမည်ပေးရတယ်နော်အပြာကတဆိုတာကုသိုလ်အကုသိုလ်လို့မခေါ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ယုတ်ဒီကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ကုသိုလ်အကုဘူးသိုလ်မဟုတ်ဘူးဆိုရင်သူ့နာမည်ဘယ်လိုပေးမလဲအပြာအပြကတလို့ပြောပါအပြာကတကုသိုလ်အကုသိုလ်လို့မခေါ်ဘူးဆိုတဲ့အဓိပ္ပာယ်အဆိုတာမပြောဘူးပေါ့ negative ပေါ့နော်ပြာကတဆိုတာပြောတာမပြောဘူးဆိုတာဘယ်လိုမပြောတာအကုသိုလ်လည်းမပြောဘူးအကုသိုလ်လည်းမပြောဘူးဆိုရင်ဝိဘတ်တွေရောကရိယာတွေရောဟုတ်လားယုတ်ကောနိဗ္ဗာန်ရောအကုန်လုံးအပြာကတဖြစ်နေတယ်ယုတ်တရားဒီအပြာကတအပြာကတနာမည်ရတဲ့တရားဟာယုတ်ကြီးပဲလားဆိုတော့မဟုတ်ဘူးပရမတ္ထတရားလေးပါးထဲမှာကုသိုလ်အကုသိုလ်လို့မဟောတာမှန်သမျှဒီပါမီရမလို့အပြာကတအပြကတအပြာကတဟုတ်လားအဲ့တော့စိတ်စေတသိက်တဲ့စိတ်ထဲမှာဝိဘတ်ကရိယာတွေနော်ဝိဘတ်တို့ကရိယာ20တို့သူတို့နဲ့ရှင်တဲ့စေတသိက်38တို့ရုပ်မှန်သမျှနိဗ္ဗာန်တို့အကုန်လုံးဒီအပြာကတနာမည်ရတယ်အဲ့ဒီအပြာကတတရားထဲမှာဝိပဿနာကရိယာကစေတသိက်38ပါးနဲ့ရှင်တဲ့ခါကျတော့အဲ့ဒီ38ပါးထဲမှာအပြာကတဟိတ်ဖြစ်တဲ့ဒီအလောဘအဒေါသအဘောဟဆိုတဲ့3ပါးပါဝင်တယ်နော်ဝိပဿနာကရိယာမှာအဲ့3ပါးမရှင်ဘူးလားရှင်တယ်လေအလောဘအဒေါသအမောနဲ့မရှင်ဘူးလားရှင်ပါရှင်တာပေါ့လောဘဒေါသမောဟနဲ့မရှင်ဘူးကွာတော့ဝိပဿနာကရိယာဒီ
အာလောဘအရောဒအာမောဟနဲ့ပဲရှင်တယ် လောဘ လောဘဒေါသမောဟနဲ့မရှင်ဘူးနော်ဒါကြောင့်မို့ဒီအပြာကတာချင်းတူတဲ့ဒီရုပ်မှာလည်းပဲဟိတ်6ပါးလုံးနဲ့မရှင်ပေမဲ့လို့အပြာကတာဖြစ်တဲ့နံတရားတွေမှာလို့အလောဘစတဲ့ဟိတ်တွေနဲ့များရှင်လေသလားလို့တန်တရားဖြစ်မှာဆိုတဲ့အတွက်ကြောင့်အလောဘစတဲ့ဟိတ်နဲ့မရှင်ဘူးလို့ဒီလိုဆိုလိုတာတဲ့နော်အမှန်တော့ရုပ်မှန်ရင်ဟိတ်နဲ့မရှင်တဲ့အတွက်ကြောင့်အာဟိတုကပဲနော်ရုပ်မှန်ရင်ပါလဲဟိတ်နဲ့မရှင်ဘူး ဟိတ်နဲ့မရှင်တော့ကြော လော င့် ဘစတော့ အာဟိတုက အမှန်တော့စာမှာတော့အလောဘစတော့လို့ပြောတယ်နော်လောဘစတော့မဟုတ်ပါဘူး အလောဘ အလောဘစတော့ရုပ်ဒီဝိပကရိယာတို့လိုပဲအပြာကတာနော်အပြာကတာဆိုတော့ဝိပကရိယာတွေကအပြာကတာဆိုပေမဲ့လို့သူကအလောဘအရောဒအမောဟဟိတ်သုံးပါးနဲ့ရှင်တယ်အဲ့တော့အပြာကတာချင်းတူတဲ့ဒီရုပ်မှာလည်းပဲအလောဘအရောဒအမောဟတွေနဲ့ရှင်လေမလားလို့တန်တရားဖြစ်เสียရှိလာတယ်တဲ့ဒါကြောင့်မလို့မရှင်ဘူးဆိုတာသိအောင်လို့အလောဘစတော့ဟိတ်များနဲ့မရှင်တော့ကြောင့်ဘာလို့ခေါ်တော့ အာဟိတု အာဟိတုကလို့ခေါ် အာ တယ် ဟိတုက နော်ဒါပေမဲ့လို့အကုသိုလ်စိတ်ကြောင့်လည်းပဲယုတ်ကဖြစ်နိုင်ပြီးတာပဲနော်အကုသိုလ်စိတ်ကြောင့်လည်းယုတ်ဖြစ်နိုင်ပြီးတယ်ဟုတ်လားကိုဒေါသထွက်တယ်ယုတ်ကြီးရပဲကဲပြောင်းလာမှာပဲဒေါသထွက်တယ်ယုတ်ကြီးပြောင်းလာမယ်လောဘဖြစ်တယ်ယုတ်ကြီးပြောင်းလာမှာပဲဟုတ်လားစိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေပဲအဲ့တော့အကုသိုလ်စိတ်ကြောင့်လည်းပဲယုတ်ကဖြစ်နိုင်ပြီးတယ်အဲ့ဒီတော့အကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ယုတ်ဟာအကုသိုလ်ဟိတ်နဲ့မြန်ရှင်လေမလားလို့တန်တရားဖြစ်နိုင်တယ်နော်ဒီစိတ်ဒီယုတ်ကြီးဟာငါဒေါသဖြစ်တဲ့ခါကျယုတ်ကြီးကကျမ်းလာတယ်အဲ့ဒီဒေါသဖြစ်တဲ့ယုတ်ကြီးဒီဒေါသကြောင့်ဖြစ်တဲ့ယုတ်ကြီးဒီလောဘဒေါသမောဟနဲ့ရှင်မလားလို့တန်တရားဖြစ်နိုင်တယ်တဲ့နော်ဒါကြောင့်မို့တာမညာအဖြစ်လောဘစတော့ဟိတ်လို့ဒီလိုသုံးလိုက်တာပိုကောင်းတယ်ဟိတ်6ပါးလုံးဆိုပါတော့နော်အဲ့လိုဒီယုတ်28ပါးလုံးဟာဟိတ်6ပါးလုံးနဲ့မရှင်တဲ့အတွက်ကြောင့်သူ့ကိုနာမည်ဘယ်လိုပေးမလို့ အာ အာ ဟိ ဟိ တု တုကနော် အာဟိတုက ဩဟိတ်နဲ့မရှင်ဘူးဆိုပါတော့ အာဟိတုက အာဟိတုက အာဟိတုကဟိတ်နဲ့ရှင်တဲ့ယုတ်ဆိုတာဘယ်တော့မှမရှိနိုင်ဘူးလေနော်ဒါကြောင့်ဟိုအာဟိတုကလို့ခေါ်တယ်ယုတ်28ပါးလုံးဒီဟိတ်6ပါးနဲ့မရှင်ဘူးမရှင်တဲ့အတွက်ကြောင့်သူ့ကိုဘာလို့ခေါ်မလဲ အာဟိတု ကလို့ ဟိုမှာစိတ်ပိုင်းတော့လည်းအာဟိတ်နဲ့မရှင်လို့ကိုဘာစိတ်လို့ခေါ်တာ အာဟိတုခေါ် အာဟိစိတ်လို့ခေါ်တာ သူတို့ကလည်းလောဘစတော့ဟိတ်တွေနဲ့မရှင်ဘူးတဲ့ဒါကြောင့်သူ့ကိုဘာလို့ခေါ်မလဲယုတ်ကို အာဟိတုက အာဟိတုကနော် အာဟိ လောဘစတော့ဟိတ်နဲ့မရှင်တဲ့အတွက်ကြောင့်အာဟိတ်လို့ခေါ်တယ်ယုတ်ကိုအာဟိတ်လို့ခေါ်တယ်နောက်တစ်ခုကတပ်ပစ္စယမှာတနဲ့ပစ္စယနဲ့ပေါ့နော်တနဲ့ပစ္စယနဲ့တကတကွဆိုတဲ့အဓိပ္ပာယ်တကပါလေတကွပေါ့ပစ္စယအကြောင်းနော်အဲ့တော့တပ်ပစ္စယဟာအကြောင်းနဲ့တကွဖြစ်တယ်လို့အဓိပ္ပာယ်ရှိတယ်အကြောင်းနဲ့တကွဖြစ်တယ်ဆိုတာဒီအကြောင်းကြောင့်ဖြစ်တယ်လို့ဆိုလိုတယ်အကြောင်းရှိတယ်လို့ဆိုလိုတယ်ရုပ်တရားတွေဒီအကြောင်းရှိတယ်အကြောင်းမရှိဘဲနဲ့ဖြစ်တာမဟုတ်ဘူးအကြောင်းရှိလို့ဖြစ်တာလို့ဒီလိုဆိုလိုတာအကြောင်းနဲ့အတူတူဖြစ်တာကိုပြောတာမဟုတ်ဘူးအကြောင်းရှိတယ်လို့ပြောတာအကြောင်းရှိတယ်ဆိုတာဟာရုပ်တွေကိုအကြောင်းတစ်ခုခုကဖြစ်စေတယ်လို့ဆိုလိုတာရုပ်တွေဖြစ်လာတာဒီအကြောင်းမရှိဘဲဖြစ်တာလားအကြောင်းရှိလို့ဖြစ်တာ အကြောင်းရှိလို့ အကြောင်းရှိလို့ အကြောင်းရှိလို့ဖြစ်တာအကြောင်းနဲ့အတူတူဖြစ်တာကိုပြောတာမဟုတ်ဘူးအကြောင်းရှိတာကိုပြောတာနော်ဒါကြောင့်မလို့ကံစိတ်ဥဒ္ဓအာရဟုသောအကြောင်းရှိသောအကြောင်းဘာလို့ခေါ်တော့ယုတ်ကို ရ တပ်ပစ္စယကိုခေါ်တာ တပ်ပစ္စယလို့ခေါ်တယ်ဒါလေးပဲလေဒါလေးကိုတို့ကဘာလို့ဟိုဖြစ်နေကတ်ခဲနေယုတ်28ပါးလုံးဒီဥစ္စာလေးပဲကြည့်ပြောတာလေယုတ်28ပါးလုံးဒီကံစိတ်ဥဒ္ဓအာရဆိုတဲ့အကြောင်းတစ်ခုခုကြောင့်ဖြစ်လာတယ်အကြောင်းရှိတဲ့အတွက်ကြောင့်တို့ဘာလို့ခေါ်တော့ တပ်ပစ္စ တပ်ပ ယ စ္စယလို့ခေါ်တာ တပ်ပစ္စယလို့ခေါ်မယ်ကံစိတ်ဥဒ္ဓအာရဟုသောအကြောင်းရှိရဲ့တဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ကံစိတ်ဥဒ္ဓအာရဟုသောအကြောင်းတို့ကြောင့်ဖြစ်ပေါ်သည်ရုပ်ဆိုတာနောက်တစ်ခန်းကြတော့လာလိမ့်မယ်ဘယ်ရုပ်ကတော့ကံကြောင့်ဖြစ်တယ်ကံကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်ဘယ်ရုပ်တွေကတော့စိတ်ကြောင့်ဖြစ်တယ်ဟုတ်လားစိတ်ကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်ဥဒ္ဓကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်ဘယ်ရုပ်ကတော့ဥဒ္ဓကြောင့်ဖြစ်လာတယ်ဥဒ္ဓပူတာအေးတာကြောင့်ပျက်စီးတာတွေအတားပတ်တာတွေဒါဥဒ္ဓကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်ဒီအာဟာရကိုသုံးဆွဲလိုက်တယ်ဒီဆေးကိုသုံးလိုက်တဲ့ခါကျတော့ရုပ်ချောတာတွေဒီဆေးသုံးလိုက်လို့ပျက်စီးသွားတာတွေအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အဲ့ဒီလိုကံစိတ်ဥဒ္ဓအာဟာရဆိုတဲ့အကြောင်းမရှိဘဲနဲ့ရုပ်ဟာဘယ်တော့မှမဖြစ်ဘူးတဲ့နော်အကြောင်းမရှိဘဲနဲ့ရုပ်ဖြစ်ပါမလား မဖြစ်ပါဘူး ဖြစ်ပါဘူး မရှိဘူးတဲ့နော်အကြောင်းမရှိဘဲနဲ့ဖြစ်တဲ့ရုပ်ရည်လို့မရှိဘူးတဲ့ဒါကြောင့်မို့ရုပ်ဖြစ်ပေါ်လာခြင်းသည်ဧကံပေကြပေါ့အကြောင်းရှိတယ်လို့ဒီလိုယူဆရတယ်အကြောင်းကြောင့်ဖြစ်တယ်အကြောင်းရှိတယ်
ဒါကြောင့်မလို့ရုပ်မှန်သမျှဒီအကြောင်းရှိပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်တော့ တပ်ပစ္စယ တပစ္စယ တပ္ပစ္စယရုပ်မှန်သမျှအကြောင်းရှိပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်တပ္ပစ္စယလို့ခေါ်မယ်ဟုတ်လားကဲဟုတ်ပြီနောက်တစ်ခုကဘာလဲတော့ရုပ်မှန်သမျှဘာပဲတော့သာသဝပဲရှိတယ်တဲ့နော် သာသဝ နာသဝလို့မရှိဘူးတဲ့ကဲဟုတ်ဒီဒါဘာပြောတာတုံးဆိုလို့ရှိရင်ရုပ်မှန်ရင်အာသဝတရားတို့ရဲ့အာယုံဖြစ်တာကြီးပဲတဲ့နော်ရုပ်မှန်ရင်အာသဝတရားတို့ရဲ့အာယုံပဲတဲ့အာသဝတရားတို့ရဲ့အာယုံမဖြစ်တဲ့ရုပ်ရည်လို့မရှိဘူးတဲ့ဒီအာသဝတရားဆိုတာအခုတော့မသိသေးဘူးဒါနောက်ပိုင်းအခုက6ပိုင်းမြောက်နော်နောက်ပိုင်းတတ္တမပိုင်းကြတော့လာလိုက်ကာမသဝဘဝသဝဒိဋ္ဌသဝအဝိဇ္ဇာသဝဆိုပြီးတော့အာသဝတရား၄ပါးရှိဟုတ်၄ပါးဆိုပြီးတော့လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ပေါ့နော်အဲ့ဒီ၃ပါးကိုအာသဝလို့ခေါ်တယ်ဒါသူတို့လည်းပဲအာသဝတရား၄ပါးဆိုတဲ့စကားကခဏခဏကြားနေရတယ်နော်ဒါတရားကူကတော့လောဘဒိဋ္ဌိမောဟပေါ့အာသဝကုန်ခန်းပြီးတော့ယန္တာဖြစ်တယ်အာသဝတရား၄ပါးတို့ဤကုံညာနိဗ္ဗာန်ကိုရောက်ရပါလို့ဤလို့ဒီလိုဆိုနေကြတာအဲ့တော့အာသဝတရားဆိုတာလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒီ၃ပါးကိုပြောတာနော်အာသဝတရားဆိုတာတော့ လောဘဒိဋ္ဌိ လောဘဒေါသမောဟ လောဘဒိဋ္ဌိမောဟလောဘနဲ့ဒိဋ္ဌိနဲ့ လော မောဟနဲ့အာသောတရားဆိုတာဘာနဲ့ပါလဲတော့ လောဘဒိဋ္ဌိမောဟ လောဘဒိဋ္ဌိမောဟလောဘဒိဋ္ဌိမောဟကကုသိုလ်လားအကုသိုလ်လားဆိုရင် အကုသိုလ်ပါဗျာ အကုသိုလ်ပေါ့နော်အကုသိုလ်စိတ်ရဲ့အာယုံကဘာတွေရောမှတ်မိလားအာရမဏတန်ခါသင်္ခါပြန်စဉ်းစားစိတ်20ကလောကီအားအများအာယုံပြုတယ်ကဲအကုသိုလ်စိတ်တွေဘယ်ကအာပြုတော့ဟမ် ကာမအာယုံ အနိဋ္ဌာ သူများအရှိမလင်္ကာလေးဆိုပြသွားပြီစိတ်20ကလောကီအားအများအာယုံပြု လောကီအာယုံပြုပါတယ်ဗျာလောကီအာယုံ သူတို့ကလည်းခက်ပြီသူတို့ဘာမှလည်းမရဘူးပဲစိတ်20ကလောကီအားအများအာယုံပြုစိတ်20ကလောကီအားဆိုတော့အများအာယုံပြုဆိုတော့အခုတို့စိတ်12ပါးဘယ်ပါပြုတော့ လောကီအာယုံပြပါတယ် လောကုတ္တရာကျန်လုံးစုံနေကမဟုတ်ဘူးလား တင်ပါဗျာ အဲ့တော့လောကုတ္တရာတရားကလွဲရင်လောကုတ္တရာတရားကလွဲအကုန်အာယုံပြုတယ်ဆိုတော့အဲ့ဒီထဲမှာယုတ်မပါဘူးလား ပါပါတယ်ဗျာ ပါ ပါတော့ဗောဒါကြောင့်မို့ယုတ်မှန်ရင်လောဘရဲ့အာယုံဖြစ်တယ်မြတ်စွာဘုရားရဲ့ယုတ်ကိုကြိုက်တဲ့သူရှိတာပဲမြတ်စွာဘုရားကြိုက်ယုတ်ကိုကြည့်ပြီးတော့ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရှိတာပဲယုတ်မှန်ရင်အာတဝေါတရားဆိုတဲ့လောဘရဲ့အာယုံဖြစ်တယ်ဟုတ်လားဒိဋ္ဌိရဲ့အာယုံဖြစ်တယ်မောဟရဲ့အာယုံဖြစ်တာကြီးပဲနော်ဒါကြောင့်မလို့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားရဲ့အာယုံနဲ့ယုတ်ဒီအကုသိုလ်တရားတွေရဲ့အာတဝေါတရားတွေရဲ့အာယုံဖြစ်တာကြီးပဲတဲ့အာတဝေါတရားရဲ့အာယုံမဖြစ်တဲ့ယုတ်ရည်လို့မရှိဘူးတဲ့အတန်လေးကြိုက်နေတဲ့သူလည်းရှိရပဲအနံလေးကြိုက်နေတဲ့သူလည်းရှိရပဲအရသာလေးကြိုက်နေတဲ့သူရှိတာပဲဒီဟာကိုမကြိုက်ဘဲနဲ့ဒေါသထွက်တဲ့ပုဂ္ဂိုလ်လည်းရှိတာပဲအဲ့တော့ယုတ်မှန်သမျှဒီလောဘဒိဋ္ဌိမောဟဆိုတဲ့အာတဝေါတရားတို့ရဲ့အာယုံဖြစ်တယ်တဲ့နော်အာတဝေါတရားရဲ့အာယုံမဟုတ်တဲ့ယုတ်ရည်လို့မရှိဘူးတဲ့နော်အာတဝေါတရားတွေရဲ့အကုသိုလ်တရားတွေရဲ့အာယုံဖြစ်တာကြီးပဲတဲ့ယုတ်မှန်မြတ်စွာဘုရားယုတ်ကိုမြင်ပြီးတော့ဆဲတဲ့ပုံနာတော်ရှိတယ်ဟုတ်လားအဲ့တော့ဒါဒီယုတ်ဒီအာတဝေါတရားရဲ့အာယုံဖြစ်တယ်မြတ်စွာဘုရားယုတ်ကိုမြင်ပြီးသဘောကျတဲ့ပုဂ္ဂိုလ်လည်းရှိတာနော်ဒါကြောင့်မလို့ယုတ်မှန်သမျှဒီအာတဝေါတရားရဲ့အာယုံဖြစ်တဲ့ယုတ်ဒီကြီးပဲတဲ့အာတဝေါတရားရဲ့အာယုံမဟုတ်တဲ့ယုတ်ရည်လို့မရှိဘူးတဲ့ မရှိပါဘူး ကဲနောက်ဆုံးယဟန္တာရဲ့ယုတ်တော်မှာလောဘရဲ့အာယုံဖြစ်တယ်နော်ဒီရှင်မာဂစ္စည်းလို့ခေါ်တော့သောရိယဆိုတဲ့တတိသားဒီအစင်းလာတဲ့ဒီအစင်းနေရာမှာဒီအရင်လာတာအစင်းရရာမှာဒီဧတရက်ရတဲ့အရှင်ယဟန္တာအရှင်မဟာကိစ္ဆာယနာကိုပြစ်မှားမိလို့ယောက်ျားဘဝကနေပြီးတော့ချက်ချင်းမိန်းမဖြစ်သွားတယ်လို့ဆိုနော်လိန်ပြောင်းသွားတယ်လို့ဆိုတော့ဒါကြောင့်မလို့ဖရာယဟန္တာတွေရဲ့ယုတ်ဟာလည်းပဲတခြားပုဂ္ဂိုလ်တွေအတွက်ကတော့လောဘဖြစ်เสียအာယုံဖြစ်နိုင်တာပဲဒေါသဖြစ်เสียအာယုံဖြစ်နိုင်တယ်ဟုတ်လားဗာရဒွါသဆိုတဲ့ပုံနာဟာမြတ်စွာဘုရားကိုစိတ်ဆိုးတယ်နောက်ကတကောက်လိုက်ဆဲတယ်မြတ်စွာဘုရားတော့ဘာမှစိတ်လည်းမဆိုးဘူးဘာမှလည်းပြန်မပြောဘူးနော်အဲ့တော့စိတ်ဆိုးတယ်ဒါကြောင့်မို့ယုတ်ဟာမြတ်စွာဘုရားရဲ့ယုတ်တော်မှာယဟန္တာရဲ့ယုတ်တော်မှာဒေါသရဲ့အာယုံဖြစ်နိုင်တယ်နော်တွေးဝေးတယ်ဆိုရင်မောဟရဲ့အာယုံဖြစ်နိုင်တယ်ဒါကြောင့်မို့ယုတ်တရားဆိုတာအမြဲတမ်းအာသောတရားလောဘဒိဋ္ဌိမောဟဆိုတဲ့အာသောတရားတို့ရဲ့အာယုံဖြစ်တာကြီးပဲတဲ့အာတဝတရားရဲ့အာယုံမဖြစ်တဲ့ယုတ်ရည်လို့မရှိဘူးတဲ့နော်အဲ့တော့အနာတဝဆိုရင်တော့အာသောတရားရဲ့အာယုံမဟုတ်ဘူးလို့ဒီလိုဆိုလိုတာပေါ့လေအဲ့တော့
ရုပ်မှန်ရင်အာတဝပဲရှိတယ်အနာတဝဆိုတာမရှိဘူး မရှိပါ နော် ဘူး အဲ့လို ခင် မှတ် ဗျာ ထားနောက်တစ်ခုကသင်္ခတတဲ့ဟာလေတော့ သင်္ခတ သင်္ခတ သင်္ခတဆိုတဲ့အဓိပ္ပာယ်ကတော့ကံစသောအကြောင်းတစ်ခုခုကပြုစီမှန်အပ်တယ်နော်ဒီလိုဆိုလိုတယ်သင်္ခတဆိုတာဟာလေတော့ ကံစ ကံစ သော သောအကြောင်းတစ်ခု အ ခု ကြောင်း က တစ်ခု ပြု ခု စီ က တဲ့ ပြုစီမြင်အပ်တယ် ပြုစီမှန်တယ်ရုပ်ကိုဒီရုပ်ကိုဒီ condition အကြောင်းတစ်ခုခုကထုတ်လို့အပ်တယ်ပြုလို့အပ်တယ်ဆိုပြုလို့အပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါကိုသင်္ခတလို့ခေါ်တယ်ဒီစကားလုံးလည်းပဲဗုဒ္ဓလောကမှာဒီဗုဒ္ဓဘာသာစာပေလောကမှာစကားလုံးမှာအများကြီးသုံးတယ်အသုံးများတယ်ပေါ့နော်သင်္ခတတို့အသင်္ခတတို့ဆိုတာသင်္ခတလို့သုံးလိုက်ရင်ကံစတဲ့အကြောင်းတစ်ခုခုကပြုလုပ်ထားတယ်လို့အဓိပ္ပာယ်ရှိတယ်နော်ဒီရုပ်ဒီကံကလုပ်ထားတယ်ဒီဒေါသထွက်တဲ့ရုပ်ဒီဘယ်သူကလုပ်တော့စိတ်ကလုပ်ထားတယ်ဟုတ်လားဒေါသထွက်ရင်ရုပ်ကြီးပြောင်းလာတယ်လောဘဖြစ်ရင်ရုပ်ကြီးပြောင်းလာတယ်ဆိုတော့ဘယ်သူကလုပ်တော့စိတ်ကလုပ်ထားတယ်ပူတာအေးတာကြောင့်ဒီအသားပတ်တာဘာညာဒါဥဒ္ဒကလုပ်တယ်အာရကလုပ်တယ်စသဖြင့်ပေါ့နော်ရုပ်ဒီဘယ်သူတွေကပြုလုပ်တော့ကံစတဲ့အကြောင်းတရားတစ်ခုခုကပြုလုပ်ထားတယ်နော်အကြောင်းတရား၄ခုကလုပ်ထားရှိမယ်၃ခုကလုပ်ထားရှိမယ်၂ခုကလုပ်ထားရှိမယ်တစ်ခုတည်းကလုပ်ထားရှိမယ်နော်အဲ့လိုအကြောင်းတရားတစ်ခုခုကြောင့်ဖြစ်တဲ့တရားလို့ဆိုလိုတယ်ကံစသည်ကြောင့်မဖြစ်တဲ့ရုပ်ရည်လို့ရှိလားမရှိ မရှိ ပါ ရှိ ဘူး ပါဘူးဗျာ ဟုတ်ပြီကံစဥဒ္ဓအာဟာရကြောင့်မဖြစ်တဲ့ရုပ်ရည်လို့ရှိသလားဆိုရင်မရှိဘူးပေါ့လေအဲ့တော့ကံကြောင့်ဖြစ်တာရှိမယ်ကံကလှုပ်ထားတာရှိမယ်စိတ်ကြောင့်ဖြစ်တာရှိမယ်ဥဒ္ဓကြောင့်ဖြစ်တာရှိမယ်အာဟာရကြောင့်ဖြစ်တာရှိမယ်ဆိုတော့ ရှိတယ် အကြောင်းမရှိဘဲနဲ့ဖြစ်တဲ့ရုပ်ဒီကံစိတ်ဥဒ္ဓအာဟာရတွေကမဖန်ဆင်းမနဲ့ဖြစ်လာတဲ့ရုပ်အသင်္ခတဖြစ်တဲ့ရုပ်ရည်လို့မရှိနိုင်ဘူးလေလောကမှာကံစိတ်ဥဒ္ဓအာဟာရတစ်ခုခုကပြုလုပ်ထားလို့လေရုပ်ကဖြစ်လာတာနိဗ္ဗာန်ကြတော့ဘာလို့ခေါ်တော့အသင်္ခတတက်လို့ခေါ်တာမဟုတ်လား မှန်ပါကြောင့် နိဗ္ဗာန်ကျတော့အသင်္ခတတက်လို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ဟာကံစိတ်ဥဒ္ဓအာဟာရတွေပြုလုပ်ထားတာမဟုတ်ဘူးလေဘယ်အကြောင်းကမှပြုလုပ်စီမံအပ်တာမဟုတ်ဘူးဒါကြောင့်နိဗ္ဗာန်ကျတော့အသင်္ခတတက်လို့ခေါ်တယ်နော်ရုပ်ကတော့အသင်္ခတလို့မခေါ်ဘူးသင်္ခတလို့သာခေါ်တယ်အဲကြောင့်လို့ကံစတဲ့အကြောင်းတစ်ခုခုကပြုလုပ်ထားတာ တစ်ခုကပြုစီမယ် တစ်ခုကပြုလုပ်ထားတာရှိမယ်နှစ်ခုကပြုလုပ်ထားတာသုံးခုပေါင်းပြုလုပ်ထားတာရှိမယ်ဟုတ်လားလေးခုကပြုလုပ်ထားတာရှိမယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကဘာလဲတော့ လောကီ လောကီ ယ တဲ့တော့ကာမတရားဆိုမှတော့လောကီပေါ့ဟုတ်မလားနော်အဲ့တော့လောကီတဲ့လောကီအာယုံဆိုတာသိခဲ့ပြီအဲ့တော့ရုပ်မှန်သမျှလောကီလားလောကုတ္တရာလားမင်းဘယ်နဲ့ရော โอเค လောကီ လောကီနော်လောကီတာရှိတယ်တဲ့သင်္ခါရလောက၌ပါဝင်တဲ့တရားမျိုးတဲ့လောကီတရားလို့ခေါ်တယ်အာယုန်တွေခွဲတဲ့ခါကျတော့ပရမတ္ထတရား၄ပါးတွေကလောကုတ္တရာစိတ်နဲ့နိဗ္ဗာန်လွှဲရင်ဉာဏ်အကုန်လုံးကိုဘာလို့ခေါ်လဲ လောကီ လောကီတွေဟုတ်ပြီလောကုတ္တရာနဲ့နိဗ္ဗာန်လွှဲရင်ဉာဏ်လောကီဆိုတော့လောကီစိတ်81စေတသိက်52ရုပ်28နော်ဒါဟာလောကီတရားပဲဒါကြောင့်မို့ရုပ်ဆိုတာရုပ်မှာလောကီတာရှိမယ်လောကုတ္တရာရဲ့လို့ မရှိဘူးနော်ရုပ်မှန်ရင်လောကီတွေကြည့်တယ်နောက်ကာမဝဇရတာတဲ့နော်ဟာလဲတော့ ကာမဝဆရတာ ကာမဝဇရတာတဲ့နော်ကာမတဏရဲ့ကျင်လေရာအာယုံပြုရာဖြစ်တယ်နော်ရုပ်မှန်ရင်ဘာရဲ့ကျင်လေရာနော် ကာမ ကာမ ကာမတဏရဲ့ကျ ကျ င် င် လေ လေ ရာနော်အာယုံပြုရာဖြစ်တယ်ရူပတဏနဲ့ရုပ်ကိုမတက်မှတ်ဘူးအရူပတဏနဲ့ရုပ်ကိုမတက်မှတ်ဘူးတဲ့နော်အဲ့တော့ဒီရုပ်28ပါးလုံးဟာကာမတဏရဲ့ကျင်လေရာကာမတဏရဲ့အာယုံပြုရာဖြစ်တယ်ဒါကြောင့်မို့သူတို့ကိုကာမဝဆရလို့ခေါ်တယ်နော်ပကိမိုင်းတော့လည်းဒါပြောခဲ့ပြီ25ပါးကာမအာမမအိကံပြုဆိုပြီးတော့ဗါလဲတော့ 25ပါးကာမအာမမဧကံပြု မမဧကံပြုစိတ်25ပါးဟာကာမတရားကိုအာယုံပြုတယ်လို့ပြောတယ်ကာမတရားတွေကဘာတွေတုံးဆိုတော့ကာမစိတ်54စေတသိက်52ယုံ28ကာမတရားတွေဘာတွေတော့ ကာမစိတ်54စေတ စေတသိက် 52ယုံ ယုံ28 28ဒါပေမဲ့ယုတ်ကိုကာမလို့ပြောတာပေါ့ယုတ်ဒီကာမတဏရဲ့အာယုဖြစ်တယ်ဒါကြောင့်ယုတ်ကလည်းပဲကာမပဲအဲ့တော့ဒီရေဝိနဝိညာဉ်30မနောဓာတ်3ပါးရာယုစိတ်7ပါးဟာတိတုတ်ပဲပေါင်း25ပါးဒီကာမကိုသာဧကံအပြုတည်ရဲ့နော်ကာမကိုအာယုဖြစ်တယ်ဆိုကာမဘာတွေတော့ကာမစိတ်54စေတိတ်52ယုံ28ပဲဟုတ်လားဟုတ်ပြီအဲ့တော့ကာမဝဇ္ဇရလို့ဆိုလိုက်ရင်နော်ယုတ်တရက်တော့ဒါစိတ်လိုပဲထင်နေတယ်တော့ကာမဝဇ္ဇရဆိုတဲ့တရားထဲမှာရုပ်လည်းပဲပါတယ်နော်စိတ်ကာမစိတ်54စေတသိက်52
ရုပ်28ရုပ်ရုပ်လည်းပဲပါတယ် 28ဒါကြောင့်မို့ပကိန်းပိုင်းတော့ကအာယုံပြုတဲ့အပိုင်းမှာဒီကာမအာယုံပြုတဲ့တရားတွေဘယ်ဟာတွေလဲလို့ရှောက်ကြည့်လိုက်ရင်ဒါ25ပါးတွေ့လိမ့်မယ်25ပါးကာမမမာယိကံဒီသူတွေတုံးဆိုရင်တွေ့ပိသဝိညာဉ်30မနောတတ်3မကာနောသစ္စတပါး တော့ တိတုပ္ပနော် စတဲ့ပါမဖြစ်တော့ တတိတုပ္ပအဲ့ဒီ25ပါးသောစိတ်တို့ကဘယ်အာယုံပြုလဲမေးရင်ကာမတရားကိုအာယုံပြုတယ်နော်ကဲစက္ကုဝိညာဉ်စိတ်ပဲအာယုံပြုတော့ပြစ္ဆုတ်ပန်ရူပယမဟုတ်လား တမဗျာ စက္ကုဝိညာဉ်စိတ်ကဘယ်အာယုံပြုတော့ ပစ္စုပန်ရူပယုံ ပြစ္ဆုတ်ပန်ရူပယုံပြစ္ဆုတ်ပန်ရူပယုံဆိုတော့ကဲရူပယုံမှာဂောဇရယုတ်ထဲမှာပါမနေဘူးလား ပါနေပါတယ်ဗျာ ရူပယုံနဲ့ကာမပဲဒါကြောင့်ကာမကိုအာယုံပြုတယ်လို့ပြောတာပေါ့ရူပယုံရဲ့ရုပ်ဒီကာမဟုတ်လားပြစ္ဆုတ်ပန်တရာယုံပြစ္ဆုတ်ပန်ခန္ဓာယုံဟုတ်လားအဲ့လိုသွားတာဒါကြောင့်မို့ရုပ်ဆိုရင်တဲ့ကာမတဏ္ဍာရဲ့အာယုံဖြစ်တဲ့ဟာကြီးပဲကာမတဏ္ဍာရဲ့အာယုံကလွတ်သွားတယ်ကာမတဏ္ဍာရဲ့အာယုံမဟုတ်တဲ့ရုပ်ဆိုတာရှိလား မရှိပါဗျာ မရှိဘူးအဲ့တော့ကာမတဏ္ဍာရဲ့ကျင်လေရာမဟုတ်တဲ့ရုပ်ရည်လို့မရှိဘူးတဲ့ မ ရုပ် ရှိ မယ် ပါ ကာမဝဆရာကြီးပဲတဲ့ရူပဝဆရာအရူပဝဆရာလောကုတ္တရာလို့မရှိဘူးတဲ့နော်ဟုတ်တဲ့ဟာတော့အနာရမဏဟာတော့ အနာရမဏ ဟုတ်အနာရမဏဆိုတာဘာတော့ဆိုတော့အာယုံကိုမယူတတ်ဘူးဆိုတဲ့အဓိပ္ပာယ်နော်ရုပ်ကအာယုံကိုယူတတ်သလား မယူတတ်ဘူး စိတ်ကမှအာယုံကိုယူတတ်တာရုပ်ကအာယုံမယူတတ်ဘူးနော်စိတ်ကအာယုံကိုသိတယ်အာယုံကိုယူတတ်တယ်ရုပ်ကအာယုံကိုမယူတတ်ဘူးဒါကြောင့်မို့ရုပ်ကိုအနာရမဏတရား အနာရမဏ အာယုံကိုမယူတတ်ဘူးတဲ့ကဲတစ်ပင်တို့တစ်ပင်တွေတက်မဲ့တွေကတခြားတစ်ခုခုကိုအာယုံပြုနိုင်တယ်လို့ရှိလား မရှိပါဘူးဖေ မရှိဘူးအာယုံမပြုနိုင်ကြလို့ပဲရုပ်ဆိုတာကသူတို့ကိုယ်တိုင်ကအာယုံဖြစ်တယ်ဟုတ်လားသူတို့ကအာယုံကိုမယူသူတို့ကိုယ်တိုင်ကအာယုံဖြစ်တယ်သူတို့ကိုယ်တိုင်ကအာယုံယူတတ်တဲ့အာရမဏိကမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအာယုံသာဖြစ်တယ်ဒါကြောင့်မို့သူတို့ကသူများကိုအာယုံဖြစ်နေမယူနိုင်ဘူးတဲ့နော်ဒီတိမြင်မှုဗာလဲ condition မှမရှိပဲနဲ့နော်တိမြင်မှုရှိမှအာယုံယူလို့ရတာဒါကြောင့်မလို့အနာရမဏဆိုတာစိတ်စေတသိက်တို့ကဲ့သို့အာယုံကိုယူတတ်တဲ့တရားမဟုတ်ဘူးတဲ့နော်အာယုံကိုမယူတတ်တဲ့တရားတဲ့နော်ဒါကြောင့်သူ့ကိုဘာလို့ခေါ်တော့အနာရမဏ အနာရမဏ နောက်တစ်ခုကအပ္ပဟာတ္တပဘာလို့ အဘဟ ဟာတပ္ပ ဟာတ္တပဆိုတာရှိတယ်အရှိကအပ်လေးထည့်လိုက်ပေါ့အလေးထည့်လိုက်အပ္ပဟာတ္တပအပ္ပဟာတ္တပဘာဟာတ္တပဆိုတာပယ်တာနော်ပယ်အပ်တာအပ္ပဟာတ္တပဆိုတာမပယ်အပ်တာပယ်တရားမလို့ဘူးတဲ့ရုပ်ကပယ်တရားမလို့ဘူးတဲ့အမှန်ပယ်ရမှာအကုသိုလ်သာပယ်ရအကုသိုလ်ကိလေသာကဲ့သို့ပယ်လို့ရသည်မဟုတ်တဲ့အကုသိုလ်တွေကြတော့မက်နဲ့ပယ်လို့မရဘူးလား ရပါတယ်ဖေ ရပါတယ်ဗျာ ပြန်မလာအောင်မက်နဲ့ပယ်လို့ရတယ်တည်ငါနဲ့ပယ်လို့ရတယ်ဝိက္ခမနနဲ့ပယ်လို့ရတယ်သမုတ်စေတာနဲ့ပယ်လို့ရတယ်မရဘူးလား ရပါတယ် ရပါတ ဖေ ယ်ဗျာ မာကုသိုလ်စိတ်လေးနဲ့မာကုသိုလ်စိတ်ကလေးနဲ့တည်ငါပယ်နိုင်တယ်ဇန်နဲ့ဝိက္ခမနပယ်နိုင်တယ်ဟောမက်နဲ့သမုတ်စေတာပြန်မလာနိုင်အောင်ပယ်လို့ရတယ်အကုသိုလ်ကြတော့ဟုတ်လားအဲ့လိုနားလဲရမယ်တည်ငါပယ်လို့ရတယ်ဝိက္ခမနပယ်လို့ရတယ်သမုတ်စေတာ အဲ့ဒီလိုအကုသိုလ်တွေကိုပယ်လို့ရတယ်လို့မျိုးနော်ရုပ်ကိုကြတော့ပယ်လို့မရဘူး ရ မရပါဘူးဗျာ အဲ့တော့ကိုတစ်ခုခုကြည့်လို့တော့ကိလေသာဖြစ်တယ်မျက်လုံးကြီးဖောက်ရမှာမဟုတ်ဘူးနော်ကိုယ့်ကိုယ်ထိန်ချုပ်ရမှာဘုရားရဟန္တာတွေမှာကြည့်ပေါ့ကိလေသာတွေပယ်ထားပြီမဲ့လို့ရုပ်တရားတွေရှိမနေဘူးလားရုပ်ဝတ္တရားတွေရှိမနေဘူးလား ရှိပါတယ်ဗျာ နေပါဗျာ ကိလေသာတွေပယ်ထားတယ်ဒါမဲ့လို့တရားထိုင်ရက်သွားဆိုတဲ့ဒီကိတုယခဏကိုကြီးကိုလျောင်းထိုင်ရက်သွားဆိုတဲ့အိယာပုတ်တွေနဲ့မပြုစုရဘူးလား ပြုစုရပါတယ်ဖေ ရပါတယ် လျောင်း ဗျာ ထိုင်ရက်သွားအိယာပုတ်တွေနဲ့ပြုစုနေရတယ်စွန့်ခံကြွပေးရတယ်ချိန်တန်စားပေးရတယ်ရုပ်ပေါ်မှာတွေ့တာမှုမရှိတော့ပေမဲ့လို့ရုပ်ကြီးကိုပယ်ပြစ်လို့မရဘူးနော်သူခန္ဓာကိုယ်ကြီးကိုပယ်နဲ့မတွေ့တာတော့ပေမဲ့လို့မတွေ့တာတဲ့ရုပ်ကြီးဆိုပြီးတော့တက်ပြစ်လို့ရတယ် မရဘူး မရဘူးဗျာဒီပေါ်မှာတွေ့တာမှုမရှိပေမဲ့လို့ပယ်လို့တော့မရဘူးတဲ့အပ္ပဟာတပါတဲ့အကုသိုလ်ကိလေသာကိုသာပယ်ရတာရုပ်ကပယ်ရမယ်ဟာမဟုတ်ဘူးတဲ့ဒါကြောင့်ရုပ်ဒီအပ္ပဟာတပါ ပယ်လို့ ပယ်လို့မရဘူးပါဟာတပါဆိုရင်ပယ်လို့ရတယ်ပေါ့လေနော်အပ္ပဟာတပါဆိုတာဗါလဲပယ်လို့ ပယ်လို့မရပါဘူးဗျာ ပယ်ရမယ်တရားအဲ့ဒီလိုအနေနဲ့ပြောမယ်ဆိုရင်ရုပ်ဟာတစ်မျိုးတည်းရှိတယ်အာဟိတုကတော့မဟုတ်တပ္ပစ္စယတော့မဟုတ်ပါလဲ
သာတဝါ သာတဝါသင်္ခတလော လော ကိ ကိ ယ ယကာမဝဆရာ ကာ အ မဝ နာ ဆ ရ ရာ မနာ အနာ အ ရ ပ မ ဟာ နာ တပါ အပ ဟုတ်ပြီအဲ့လိုမဟုတ်ဘူးနော်တချို့ယောဂကတော့အာဟိတုကတချို့ယောဂတဟိတုကလို့ဒီလိုရှိလား ရှိပါ မ ဗျာ ရှိပါဘူး ဟုတ်ပြီနော်တတိယယောဂကတော့အာဟိတုကတတိယယောဂတဟိတုကတော့ဒီလိုမရှိဘူးတဲ့နော်ရုပ်မှန်ရင်အာဟိတုကတစ်မျိုးတည်းပဲ အဲ့ဒီက ပဲသွားနော်ဒီနည်းနဲ့ပြောမယ်ဆိုရင်ရုပ်ဟာဧကဝိဒနည်းနဲ့ပြောမယ်ဆိုရင်တစ်မျိုးတည်းသာရှိတယ်ဟုတ်လားအဲ့ဒီလိုတစ်မျိုးတည်းသောရုပ်ဟာနောက်တခြားနည်းနဲ့ဒုဝိဒနည်းနဲ့ကြည့်မယ်ဆိုရင်နှစ်မျိုးစီရှိနိုင်တယ်တိဝိဒနည်းနဲ့ကြည့်မယ်ဆိုရင်လည်းပဲသုံးမျိုးစီဖြစ်နိုင်တယ်စသဖြင့်အဲ့လိုသွားမယ်နော်အဲ့ဒီမှာနှစ်မျိုးစီခွဲတာကိုဒုဝိဒနည်းလို့ခေါ်တယ်နှစ်မျိုးစီခွဲတာပါ ဒုဝိ ဒု ဒ ဝိဒနီ ဒုဝိဒနည်းလို့ခေါ်တယ်နှစ်မျိုးစီကြတော့ဗာတွေတော့အစ္ဆတိကဘာဟိတဆိုပြီးတော့နော်တတွဲနော်နှစ်မျိုးရှိမယ်ရုပ်ကိုအစ္ဆတိကဘာဟိတတတွဲအစ္ဆတိကဘာဟိတလို့နှစ်မျိုးရှိမယ်နော်ရုပ်တရားမှာဝတ္ထုအဝတ္ထုဆိုပြီးတော့နှစ်မျိုးရှိမယ်စသဖြင့်အဲ့လိုနှစ်မျိုးစီအဲ့လိုဖြစ်နိုင်တယ်ဟုတ်ပြီပထမဆုံးဆိုရိုးကတော့ဘယ်လိုသွားမလို့ဒုဝိဒနည်းအစ္ဆတိကဘာဟိတအစ္ဆတိကအတွင်းဖြစ်သောရုပ်ပတာရဟုတ်လားဘာဟိတပြင်ပဖြစ်သောရုပ်ကျွင်းရုပ်ဝတ္ထုနာယိမိယာဖြစ်သောယုတ်ပတာရဟတယအဝတ္ထုနာယိမိယာမဟုတ်သောယုတ်ကျွင်းယုတ်ဒွါရအဒွါရတွေ့ဒွါရအဒွါရဒွါရနာယိတကပောက်ဖြစ်သောယုတ်ပတာရဝိညာဉ်အဒွါရနာယိတကပောက်မဖြစ်သောယုတ်ကျွင်းယုတ်အိန္ဒရိယအနိန္ဒရိယအစိုးရသောယုတ်အိန္ဒရိယအစိုးရသောယုတ်ပတာရဘာဝစီဝိတာအနိန္ဒရိယအစိုးမရသောယုတ်ကျွင်းယုတ်ဩလာရိကဒုက္ခမှာဩလာရိကကျမ်းသောယုတ်ပတာရဝိတယဒုက္ခမတိမ်မွေသောယုတ်ကျွင်းယုတ်16ပါးဒုက္ခမယုတ်16ပါးမှာအာဘောအိဋ္ဌိန်တွေပုရိသိန်တွေဟတ္တယယုတ်ဇိဝိတယုတ်အာဟာရယုတ်ပရိစေတယုတ်ကာယဝိညာဉ်ဝစီဝိညာဉ်ရူပတ္တလဟုတာရူပတ္တမုဒ္ဒတာရူပတ္တကမ္မညတာဥပစယတန္တတိဇရတာအိဋ္ဌတာအဖြစ်ဒုက္ခမယုတ်16ပါးတန္တိကဒူရာတန္တိကနီးသောယုတ်ဩလာရိကယုတ်12ပါးဒူရဝေးသောယုတ်ဒုက္ခမယုတ်16ပါးတပ္ပတိကအပ္ပတိကထိခိုက်တတ်သောယုတ်ဩလာရိကယုတ်12ပါးအပ္ပတိကမထိခိုက်တတ်သောယုတ်ဒုက္ခမယုတ်16ပါးဥပါဒိဏအနုပါဒိဏဥပါဒိဏကံဤအကျိုးဖြစ်သောယုတ်ကမ္မဇယုတ်အနုပါဒိဏကံဤအကျိုးမဟုတ်သောယုတ်တိဇယုတ်နောက်တဏိတဒနာအနိတဒနာတဏိတဒနာမြင်ကောင်းသောယုတ်ရူပယုတ်အနိတဒနာမမြင်နိုင်သောယုတ်ကျွင်းယုတ်ဂောဇရဂာဟိကအာဂောဇရဂာဟိကဂောဇရဂာဟိကအာယုကိုယူတတ်သောယုတ်ပတာရအာဂောဇရဂာဟိကအာယုကိုမယူတတ်သောယုတ်ကျွင်းယုတ်ဂောဇရဂာဟိကနှမျိုးမှာတံပတ္တဂါဟကအတံပတ္တဂါဟကတံပတ္တဂါဟကမိမိထံသို့မထိမရောက်မကန့်ညီသောအာယုကိုယူတတ်သောယုတ်စက္ခုသောတာ2ပါးအတံပတ္တဂါဟကမိမိထံသို့ထိရောက်ကန့်ညီသောအာယုကိုသာယူတတ်သောယုတ်ဂါနဇိမ်ဝကာယ3ပါးအဝိနိဘောကဝိနိဘောကအဝိနိဘောကတစ်ခုစီခွဲရမရသောယုတ်ဝဏဂန္ဓအရတ္တဩဇာမာဘုတ်လီဝိနိဘောကခွဲခြား၍ရသောယုတ်ကျွင်းယုတ်အဲ့လိုဆိုတတ်မယ်နော်အစ္ဆတိကဘာဟိတာတဲ့အစ္ဆတိကဆိုတာဘာလို့ဆိုလိုတာတော့ဆိုတော့တွင်းကြတဲ့ယုတ်လို့ဆိုလိုတယ်အစ္ဆတိကဆိုတာတွင်းကြ တွင်းကြ အတွင်းကြတဲ့ယုတ်အတွင်းကြတယ်ဆိုတာခန္ဓာကိုယ်ရဲ့ဝင်နေတာကိုဆိုလိုတာမဟုတ်ဘူးမိမိတို့ဒီတတ္တဝါတွေရဲ့ခန္ဓာကိုယ်အတွက်တကယ်ကိုကျေစုများတာကိုဒါအတွင်းကြတယ်လို့ဆိုခန္ဓာကိုယ်အတွက်ကျေစုများတဲ့ယုတ်ပေါ့နော်အစ္ဆတိကဆိုတာဘာတော့ ခန္ဓာကိုယ်အတွက်ကျေးဇူး ကျေး များ ဇူးများတယ်ခန္ဓာကိုယ်ကြီးရဲ့အတွင်းထဲမှာကြာတာမဟုတ်ဘူးဟာလေကျေးဇူးများတာကိုအတွင်းကြတယ်လို့ပြောတာအတွင်းလူအပြင်လူတို့တို့သုံးတယ်မလားသူတို့ကသူကတော့အတွင်းလူလို့ပြောတယ်ဆိုတာဟုတ်လားအတွင်းလူရှိလို့အတွင်းလူဆိုတာဘာလဲအတွင်းထဲမှာကြာနေလို့မဟုတ်ဘူးကိုယ်နဲ့တကယ်ကိုရင်းနှီးပုဂ္ဂိုလ်မျိုးဘာလို့ခေါ်တော့အတွင်းလူလို့ခေါ်တယ်တကယ်ကျေးဇူးများတဲ့ပုဂ္ဂိုလ်ရာကိုအတွင်းလို့ခေါ်တာပေါ့ဒီမှာလည်းပဲခန္ဓာကိုယ်အတွက်ကျေးဇူးများတာကိုအစ္ဆတိကဘာဟိတာတဲ့အပြင်လူတဲ့အပလူပေါ့ဘာဟိတာဆိုတာအပပေါ့သူကတော့အပဆိုတဲ့အတိုင်းပဲခန္ဓာကိုယ်အတွက်ခန္ဓာကိုယ်ထဲမှာရှိပေမဲ့လို့ခန္ဓာကိုယ်အတွက်အလုံးကြီးကျေးဇူးမများဘူးဆိုရင်သူ့ကိုအပြင်ပဖြစ်တဲ့ရုပ်လို့ဒီလိုသတ်မှတ်တယ်နော်သတ်မှတ်တယ်အဲ့တော့ဒီအတွင်းကြတဲ့ရုပ်တွေဆိုတာဘယ်ရုပ်တွေတုံးဆိုပတာရတဲ့နော်အစ္ဆတိကအတွင်းဖြစ်သောရုပ်ဘယ်သူလို့ပတာရနော်ပတာရ
လူတွေအနေနဲ့မျက်စိမရှိရင်ဘယ်နဲ့နေမလို့မျက်စိမရှိရင်ဆုံးရှုံးမှုတွေအများကြီးပဲပေါ့ဟုတ်လားနော်မျက်စိမရှိဘူးဆိုဆုံးရှုံးမှုတွေအများကြီးဆရာတော်ကြီးတစ်ပါးနဲ့ဦးဇင်းလေးတစ်ပါးပြောသလိုပေါ့မျိုးကအလဲလာတဲ့ဦးဇင်းလေးကမျက်လုံးမမြင်ရတော့တဲ့ဆရာတော်ကြီးကိုရှောက်တယ်ဆရာတော်တို့များအေးချမ်းလိုက်တာမျက်စိမမြင်ရတဲ့ခါကျတော့မိမဆတဲ့ဝိတဘာကအာယုန်တွေဝိတဘာကအာယုန်တွေမြင်တဲ့အတွက်ကြောင့်ဣနေတာမဖြစ်တော့ဘူးတော့တဲ့နော်ဣနေတာမဖြစ်တော့ဘူးပေါ့မျက်လုံးမမြင်ရတဲ့ဆရာတော်ကြီးကိုအဲ့လိုပြောတာအိုင်ပလေးတွေမမြင်ရတဲ့အတွက်ကြောင့်မလိုချင်တော့ဘူးပေါ့ဟုတ်လားကားကြီးတွေမမြင်ရတော့လည်းပါလားမကြိုက်တော့ဘူးအရှင်များတို့မျက်လုံးမကောင်းတဲ့ကမျက်လုံးမမြင်ရတဲ့အတွက်ကြောင့်မလို့တဲ့အဲ့ဒီအာယုန်တွေမမြင်ရတဲ့အတွက်ကြောင့်မလိုချင်တော့ဘူးပေါ့တဲ့နော်ကိလေသာမဖြစ်တော့ဘူးပေါ့အဲ့တော့ဆရာတော်ကြီးကဘာပြန်ပြောလို့ဆိုတော့ရှင်ဘုရားတို့ကမှတဲ့မျက်စိမြင်လို့ရွေးလို့ရသေးတယ်တဲ့မျက်စိမြင်တဲ့အတွက်ကြောင့်ရွေးလို့ချေလို့ရသေးတယ်တဲ့လှတယ်မလှဘူးလေတပည့်တော်တို့မှာကတော့ရွေးလို့မရဘူးတဲ့နော်ချက်အတန်ကြားလာတယ်ဒါပဲထင်ပြီးတော့တာတဲ့နော်မြင်တဲ့သူကရွေးပြီးတော့လောဘတက်လို့ရတယ်ပေါ့နော်မျက်စိမမြင်ရတဲ့ခါကျတော့အတန်ကြားသမျှလောဘဖြစ်နေရတယ်ဆိုတော့ဒုက္ခများတဲ့သဘောပဲနော်နောက်မျက်စိမမြင်ရတဲ့အတွက်ကြောင့်စာဖတ်လို့မရဘူးဟုတ်လားရှုတိပြပါလောကကြီးကဘယ်လိုရှိတယ်ဆိုတာသူမသိဘူးမျက်စွာဖျားဖူးလို့မရအောင်အဲ့တော့ဆုံးရှုံးမှုတွေများတာပေါ့ဟုတ်လားမျက်စိရှိတာနဲ့မရှိတာမျက်စိရှိတာဘယ်တော့ကျေးဇူးများတော့ကျေးဇူးများတာပေါ့နော်ပုံများတာပေါ့အဲ့တော့မျက်စိဟာသက္ကုသောတာကဏ္ဍစေဝကာယဆိုတဲ့ဒီမျက်စိနားနှာခေါင်းရှာကိုယ်ဆိုတဲ့ပတာတိုင်း၅ခုဒီတတ္တဝါတွေအတွက်တကယ်ကိုကျေးဇူးများတဲ့ယုတ်တွေနော်သူတို့မရှိရင်ဒီပါလဲဖန်ရှင်မလုပ်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့သူတို့ကိုအစ္ဆတိကယုတ်အတွင်းကြတဲ့ယုတ်ဟုတ်လားကျေးဇူးများတဲ့ယုတ်တွေပေါ့နော်ဘာဟိတယုတ်ကျွင်းယုတ်အစ္ဆတိကယုတ်လို့ပြောလိုက်ရင်၅ပါးမှဘာဟိတပတာရယုတ်လို့ပြောလိုက်ရင်၅ပါးမှမသိရဘူးလားသိရပါတယ်ဗျာအဲ့ဒါဟိုနေ့မှသိရတယ်မလုပ်နဲ့ဟုတ်အဲ့ဒါမှဟိုနေ့မှရူပသမုဒ္ဒိတာမှာပြောပြီးသွားပြီပတာရယုတ်ဆိုတာနဲ့အဲ့ဒါ၅ပါးမှသိရတန်းသိရကျွင်းယုတ်ဆိုရင်တော့အဲ့ဒါ28ပါးတဲ့အဲ့မှာ၅ပါးနှုတ်လိုက်ရင်သိနေပြီနော်23ပါးတွေပါလောက်ချင်မလို့တော့ဘူးအဲ့တော့ဘာဟိတကျွင်းယုတ်ပေါ့ဘာဟိတပြင်ပဖြစ်တော့အပဖြစ်တော့ယုတ်နော်အိတာနယ်ပေါ့နော်အိတာနယ်အပြင်ပယုတ်ပေါ့ကျွင်းယုတ်ပေါ့နော်အဲ့လိုချက်ဒါပထမတစ်စုံနောက်တစ်စုံကဘာတော့ဝိထုအဝိထုဝုထုအာဝုထုဆိုတာမိယာဖြစ်တဲ့ယုတ်အာဝုထုမိယာမဟုတ်တဲ့ယုတ်အဲ့ဒါမိယာဖြစ်တဲ့ယုတ်ကိုဝုထုယုတ်မိယာမဟုတ်တဲ့ယုတ်ကိုအာဝုထုယုတ်ဝုထုယုတ်6ပါးဆိုတော့ပကိန်းပိုင်းမှာလည်းတွေ့ခဲ့ပြီနော်မိယာဖြစ်တဲ့ယုတ်ဆိုဘယ်သူနဲ့ဘယ်သူတော့ပတာဒနဲ့ဟတ္တယပတာဒဟာတရဟတ္တယအာဝုထုမိယာမဟုတ်တဲ့ယုတ်ဆိုကျွင်းယုတ်ပေါ့နော်ပကိန်းပိုင်းဝုထုသင်္ကမှာဝုထု6ပါးတဲ့နော်တွေ့ခဲ့ပြီဝုထု6ပါးမှာသက္ကုသောတာကာဏဇေဝကာယဟတ္တယလေနော်သက္ကုသောတာကာဏဇေဝကာယလည်းတော့ပတာဒယုတ်5ပါးပဲနော်ဟတ္တယယုတ်တဲ့ပေါင်းလိုက်ရင်အဲ့ဒါကလား6ခုဖြစ်သွားတာနော်ပတာဒဟတ္တယဟာတရအာဝုထုမိယာမဟုတ်တဲ့ယုတ်ကျွင်းယုတ်နော်ဒီလိုမှတ်ထားမိယာဆိုတာလည်းပဲသူရဲ့မိယာတော့စိတ်ရဲ့မိယာပေါ့နန္တရားတွေရဲ့မိယာနော်တော့ဝုထုနိုင်မိယာဖြစ်သောယုတ်ပတာဒဟတ္တယအာဝုထုနိုင်မိယာမဟုတ်သောယုတ်ကျွင်းယုတ်အဲ့လိုချက်နောက်တစ်စုံပါတော့ဒွါရဒွါရဒွါရဖြစ်တဲ့ယုတ်တကပောက်ပေါ့နော်နိုင်တကပောက်ဖြစ်တဲ့ယုတ်ဒွါရဖြစ်တဲ့ယုတ်အဒွါရနိုင်တကပောက်မဟုတ်တဲ့ယုတ်ဟုတ်လားဒါလည်းပဲပကိန်းပိုင်းဒွါရသင်္ကမှာဒွါရ6ပါးလို့တွေ့ခဲ့တယ်ဒါပေမဲ့လို့အဲ့ဒွါရ6ပါးမှာယုတ်ဒွါရ5ခုပဲရှိတယ်နံဒွါရဘယ်နှခုရှိလဲတစ်ခု6ခုရှိတယ်ယုတ်ဒွါရ5ခုလို့ပြောလိုက်ရင်တစ်ခုလို့သူတို့မဖြစ်နိုင်ဘူးနံဒွါရအဲ့ဒါတွေခက်တာပြီးရင်လိုင်းမကောင်းလားကောင်းပါတယ်ဗျာကောင်းပါတယ်ဗျာမဖြေဘူးလေသူတို့ကဟောပြောရင်လည်းအပြူကြီးတွေထိခိုက်အောင်ပြောထားပါတော့အဲ့ဒွါရဖြစ်တဲ့ယုတ်အဲ့မှာဒွါရဆိုရင်ပကိန်းပိုင်းမှာဒွါရ6ပါးတွေ့ကြတယ်ဒါပေမဲ့လို့အမှမနောဒွါရဆိုတာယုတ်မဟုတ်ဘူးဘာဖြစ်တော့နံနော်ဘဝင်စိတ်19ပါးကိုပဲဒါမနောဒွါရလို့ပြောတာအဲ့တော့ तू ကတော့နံပေါ့အဲ့ဒီမှာယုတ်ဒွါရ5ခုပဲရှိခဲ့တယ်ဟုတ်လားအဲ့ဒီ5ခုရဲ့ဒီမှာကျတော့ဒီယုတ်အတုတွေကဝိညာဉ်ယုတ်2ပါးရဲ့ဟုတ်လားပတာရနဲ့ဗာနဲ့တော့ဝိညာဉ်တွေဟုတ်လားပတာရနဲ့ဗာနော်
ဝိညာဉ်တွင်ဝိညာဉ်ပတာရနဲ့ဗာနဲ့တော့ ဝိညာဉ် ဝိညာဉ် ဝိညာဉ်ဟုတ်လားဘာကြောင့်လို့ဝိညာဉ်ကဘာကြောင့်လဲဆိုတော့သူတို့ကဒီနော်ကံကြောင့်ဖြစ်တာကံဖြစ်ကြောင်းတော့ဝိညာဉ်ဆိုတာကံဖြစ်ကြောင်းကာယ द्वार ပုတ္တံကာယကမ္မဝစီ द्वार ပုတ္တံဝစီကမ္မဟုတ်လားဒီကာယ द्वार တွေဝစီ द्वार တွေရှိတဲ့အတွက်ကြောင့်ကာယကံဝစီကံတွေဖြစ်တာဟုတ်ဒါကြောင့်ကံဖြစ်ကြောင်းကာယဝိညာဉ်လို့ခေါ်တယ်ကာယ द्वार မှာဖြစ်တာကာယ द्वार မှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကာယကံဝစီဝိညာဉ်လို့ခေါ်တယ်ဝစီ द्वार မှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဝစီ द्वार အမှာကာယ द्वार ဝစီ द्वार ဆိုတဲ့စကားလုံးသုံးတယ်နော်အဲ့တော့ကံဖြစ်ကြောင်းဖြစ်လို့ကံဖြစ်ကြောင်းကံရဲ့ဖြစ်ကြောင်းပေါ့ဥမာတော့ဒါပါလေနာမ်ဖြစ်ကြောင်းပေါ့နာမ်တရားတွေရဲ့ဖြစ်ကြောင်း द्वार တကပောက်ပေါ့သူတို့ဝိညာဉ်ရဲ့နှစ်ပါးကြတော့ပါလေကံဖြစ်ကြောင်းကံရဲ့တကပောက်ပဲဟုတ်လားကာယ द्वार မှာဖြစ်တော့ကြောင့်ကာယကံဝစီ द्वार မှာဖြစ်တဲ့အတွက်ကြောင့်ဝစီကံလို့နော်ဒီလိုဝိထုမုတ်ပိုင်းပုံပိုင်းကံအခန်းတော့အဲ့လိုသုံးခဲ့တယ်ဒါကြောင့်မို့ကာယဝိညာဉ်ဝစီဝိညာဉ်ကိုလည်းပဲကာယ द्वार ကာယဝိညာဉ်ဆိုတော့ကာယ द्वार ဝစီဝိညာဉ်ဆိုတော့ဘာလို့ဝစီ द्वार လို့သူတို့လည်းပဲဒီလိုကံဖြစ်ကြောင်းဒီစက္ခုသောတာကျတော့စက္ခုကျတော့မြင်စိတ်ဖြစ်ကြောင်းသောတာနာကြားစိတ်ဖြစ်ကြောင်းပေါ့ဒီကာယဝိညာဉ်ဝစီဝိညာဉ်ကျတော့ဗါလဲကံဖြစ်ကြောင်းပေါ့နော်ကံဖြစ်ကြောင်းတကပောက်ဒီဒါကြောင့်ဒီမှာလဲသူတို့လည်းဗါလဲရုပ်ဓာရအနေနဲ့လို့ပါတယ်သူတို့ကျတော့ဘာရဲ့အကြောင်းလုံးဆိုရင်ဘာရဲ့တကဝဖြစ်တဲ့ရုပ်ဆိုရင်လဲဆိုတော့ကာယကံဝစီကံဆိုတဲ့ကံရဲ့အကြောင်းကံဖြစ်ရာတကပောက်ကံဖြစ်ရာဓာရဖြစ်တဲ့ရုပ်စက္ခုသောတာခန္ဓာပတာရယုတ်ဒီကြတော့ဗါလဲမြင်စိတ်စသည်ဖြစ်ကြောင်းဓာရနော်ဒါကြောင့်မလို့ဝိညာဉ်ယုတ်နှစ်ပါးကိုလည်းပဲကံဖြစ်ကြောင်းကမ္မဓာရလို့သုံးတယ်ဟုတ်လားသူတို့ကမ္မဝိညာဉ်ယုတ်နှစ်ပါးကျတော့ဘာဓာရလို့သုံးတယ်ကမ္မ द्वार ကမ္မဓာရနော်သူတို့ကကံဖြစ်ကြောင်းဖြစ်လို့ကမ္မဓာရလို့သုံးတယ်တဲ့ဒီပတာရယုတ်၅ပါးကျတော့သူကဘာတော့ဒီမြင်စိတ်စသည်ဖြစ်ကြောင်းဖြစ်လို့သူတို့ဥပပတ္တိဓာရလို့ခေါ်တယ်ဟုတ်လားဘာဖြစ်ကြောင်းတော့မြင်စိတ်စသည် ဥပပတ္တိ စိတ်စသည် မြင်စိတ်စသည်ဖြစ်ကြောင်း စသည်ပြောကြအောင်ဥပပတ္တိ ဥပပတ္တိဓာရအဲ့လိုလည်းကြည့်ရပါနော်ဓာရနဲ့ဓာရယုတ်ခုနှစ်ပါးရှိတယ်ပတာရဝိညာဉ်ပတာရသည်ဥပပတ္တိဓာရမြင်စိတ်စသည်ဖြစ်ကြောင်းစက္ခုသည်မြင်စိတ်ဖြစ်ကြောင်းသောတာသည်သောတာတကားပတိနကြားစိတ်ဖြစ်ကြောင်းဝိညာဉ်နှစ်ပါးကျတော့ကံဖြစ်ကြောင်းကာယကံဖြစ်ကြောင်းဝစီကံဖြစ်ကြောင်းဟုတ်လားဖြစ်ခြင်းအဲ့လိုပါဒါကြောင့်မလို့ဓာရအဓာရဓာရဖြစ်သောယုတ်ပတာရဝိညာဉ်အဓာရဓာရမဖြစ်သောယုတ်ဟုတ်လားနိုင်ဖြစ်ကြောင်းမို့သောယုတ်ကျွင်းယုတ်နော်နောက်တစ်စုံသွားပါတော့ အိန္ဒြိယ အိန္ဒြိယ အနေန္ဒြိယ အိန္ဒြိယအနေန္ဒြိယအစိုးရတဲ့ယုတ်ပါတော့အိန္ဒြိယအစိုးရရဲ့ယုတ် အစိုးရတဲ့ယုတ်လူတွေကအိန္ဒြေဆိုရင်ခတ္တိတိနေတယ်ပါခတ္တိတိနေတာအိန္ဒြေလို့ထင်အိန္ဒြေကြီးလုပ်တယ်အိန္ဒြေကြီးတစ်ခွဲသားနဲ့ဟုတ်လားမိမတို့အိန္ဒြေရွှေပေးယူမရလားအိန္ဒြေလုပ်တယ်လို့ပြောတယ်ဒီနေရာမှာအိန္ဒြေဆိုတာဒီ technical တန်းရာအစိုးရတဲ့ယုတ်နော်အစိုးရတဲ့ယုတ်လို့ခေါ်တယ်အစိုးရတဲ့ယုတ်ကိုဘာလို့ခေါ်လဲအိန္ဒြိယယု အိ တ် န္ဒြိယယုတ်စဉ်းစားကြည့်ပေါ့စက္ခုပတာရကမြင်မှုကိစ္စမှာအစိုးရတယ်နော်မြင်မှုကိစ္စမြင်ခြင်းမှာအစိုးမရဘူးလားမျက်စိပြက်နေမြင်နိုင်လားမြင်နိုင်ပါဘူးအမြင်မှုကိစ္စမှာမျက်စိကဒါအခရာကြတယ်လေဟုတ်လားစိုးရတယ်လို့ပြောတာသူတို့မျက်လုံးကြီးပိတ်ထားပါပြီတဲ့အဝတ်နဲ့စီးထားပါပြီတဲ့မြင်မလားမြင်ပါ မမြင်ဘူးပေါ့လေအဲ့တော့မျက်စိဒီဒါမြင်မှုကိစ္စမှာသူဒီအစိုးရတယ်ဟုတ်လားအစိုးရတယ်သူအခရာကြတယ်ပေါ့သောတာပတာရပြက်နေကြားနိုင်မှာမလားမကြားနိုင်ပါဘူး နားတဲ့တစ်ခုခုစို့ထားရင်အာဃာတမချအောင်ပိတ်ထားလိုက်ရင်လည်းမကြားနိုင်ဘူးပေါ့ဒါကြောင့်တို့ဆိုင်ရာကိစ္စတွေမှာကြားတဲ့အခါမှာနော်နားသည်အခရာကြတယ်အစိုးရတယ်အစိုးရတဲ့ယုတ်တွေကိုဘာလို့ခေါ်တော့အိန္ဒြိယယုတ်အိန္ဒြိယယုတ်နော်ဒါကြောင့်မို့အိန္ဒြိယပစ္စယောစက္ကုံတရိယံစက္ခုဝိညာဏဓာတုညာဟုတ်လားစက္ခုပတာရယုတ်ဒီစက္ခုဝိညာဉ်စိတ်ဟုတ်လားစက္ကုံတရိယံစက္ခုဝိညာဏဓာတုညာတန်တပြုတ်တကနေဓမ္မနာအိန္ဒြိယပစ္စည်းနဲ့ပစ္စယောစက္ကုံတရိဆိုမျက်စိဒီဒါအိန္ဒြိအစိုးရတယ်မြင်မှုကိစ္စနဲ့မြင်စိတ်ရဲ့မြင်စိတ်နဲ့တွဲဖြစ်တဲ့စေတသိက်တွေပေါ်မှာသူကအစိုးရတယ်လို့ပြောတာမြင်မှုကိစ္စမှာအစိုးရတယ်မြင်စိတ်စသည်ဟာမျက်စိစသည်ပတာရယုတ်တွေကိုမှီပြီးဖြစ်ရတာနော်တာရယုတ်တွေပြက်နေရင်မြင်စိတ်စသည်လည်းပဲဒါမှဖြစ်နိုင်တယ်ဒါကြောင့်
ပတာရယုတ်တွေဟာမြင်မှုကိစ္စမှာအစိုးရတဲ့ဣန္ဒြိယယုတ်တဲ့နော်နောက်ပတာရဘာဝနော်ဘာဝနှစ်ပါးဘယ်မှာအစိုးရတော့လဲမိန်းမအဖြစ်ယောက်ျားအဖြစ်ဆိုတာဒီယုတ်တွေကတွမ်းမိုးချုပ်အုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့မိန်းမဆိုရင်မိန်းမအလိုက်အမူအရာလေးကတစ်မျိုးဖြစ်သွားတယ်လမ်းလျှောက်တာတစ်မျိုးစော့တာကစားတာလည်းမတူဘူးအတန်လည်းမတူဘူးနော်ယောက်ျားကြတော့ယောက်ျားအမူအရာပြောပုံဆိုပုံသွားပုံလာပုံကစားပုံမတူကြဘူးဟုတ်လားဘယ်လောက်ပဲဘာပဲပြောနေနော်နောက်တော့ဥရောပတို့မှာမိန်းမတွေကယောက်ျားတွေနဲ့တန်းတူလို့ဘာလို့လှုပ်နေတကယ်ကတော့မတူနော်အဲ့တော့ biologically ဇီဝဗေဒအရလည်းမတူဒါကိုနော်အဲ့ဒီဒကမတွေဒကမတွေအဲ့ဒါဖယ်ထားပြီးတော့ဘာဖြစ်ဖြစ်အဲ့ဒါအတူတူပဲလုပ်နေယောက်ျားမိန်းမအတူတူပဲပါညာလုပ်ဟုတ်လားအဲ့တော့ဒီအဝိဇ္ဇာလည်းပဲဒါယောက်ျားလေးတွေကြရင်နော်ရေချိုးတယ်လူမြင်ကွင်းမှာချိုးတယ်ပြဿနာမရှိဘူးဒါနေရာကမတူနိုင်ဘူးပေါ့ဆိုပါတော့အခွင့်အရေးတန်းတူဆိုတာတော့ဒါဖြစ်တင်တာပေါ့နော်ပညာရေးဟုတ်လားပညာရေးလည်းတန်းတူခွင့်ရေးဆိုတာဒါလည်းပဲဖြစ်တင်တာပဲအလုပ်အတူတူလုပ်တယ်လကတန်းတူရတယ်လကတန်းတူရဖို့လဲဒါလည်းပဲဒါဟုတ်လားဖြစ်တင်တယ်နော်ဒါမဲ့လို့တချို့နေရာတွေမှာမိန်းမတွေအနေနဲ့တကယ်မတက်နိုင်ဘူးအဲ့လိုနေရာမျိုးတွေလည်းပဲရှိတယ်အဲ့တော့မိန်းမ1000မှာတယောက်ကတော့ယောက်ျားလူထလို့တာမျိုးတော့ဒါတော့အကြောင်းပြလို့မရဘူးအဲ့တော့ပြန်အားဖြင့်တော့ဒီအဲ့လိုတွေ့ရတာပေါ့ဆိုတော့မိန်းမတွေtruck ကားတွေပါမောင်းတာလည်းရှိတာပဲမရှိဘူးလားရှိပါတယ်ရှိတာပဲနော်မိန်းမတွေနှစ်ပန်းတက်တာရှိတာပဲဒါပေမဲ့မိန်းမနဲ့ယောက်ျားနဲ့သွားတက်တာမဟုတ်ဘူးတော့မိန်းမချင်းချင်းတက်တာနော်ဒါပေမဲ့လို့ဒီလိုနှစ်ပန်းတက်တယ် truck ကားတွေပါမောင်းနေတာဒါ1000တယောက်မရှိဘူး1000တယောက်တော့မရှိဘူးဒါတွေကတော့ဗာလဲချွင်းချက်တွေပဲတခါတော့ဆရာတော်ကြီးညာနဲ့ရင်ပါကျုပ်ဆရာတော်ကြီးပြောတာရုပ်ရှင်တစ်ခုထဲမှာတဲ့ရုပ်ရှင်တစ်ခုထဲမှာပေါ့နော်လေရင်ပြန်နဲ့ပြီးသွားတဲ့အခါမှာလေရင်ပြန်မောင်းတဲ့သူတွေဘာကြောင့်မှမသိဘူးပေါ့နော်တေခုန်ကြတယ်စိတ်တင်တာလားဘာလားမသိဘူးတေခုန်ကြတယ်တေတဲ့အခါကျတော့လေရင်မောင်းကဝင်ပြီးတော့ဒီမိမလေရင်မောင်းကတော့သူဝင်ရတာပေါ့ဘောင်းမဲ့တော့မရှိဘူးအောက်ကဒီ controller တွေဘာတွေကပြောတာပါလေဘယ်လိုလုပ်ပါဘာလုပ်ပါညွှန်ကြားတာပါအောက်ကညွှန်ကြားချက်ပြီးသူကလည်းပဲအောက်ကပြောသလိုဟိုကလုတ်လေးလှုပ်လိုက်ဒီကလုတ်လေးကိုဘေးလှည့်လိုက်အဲ့လိုပေါ့နော်ဟိုကလေးလှုပ်ဒီကလေးလှုပ်တယ်အချိုးကြလည်းကိုကလည်းသူကလည်းမကျွမ်းကျင်တဲ့ခါကျတော့မလုံနိုင်တဲ့ခါကျတော့တခါလေးလည်းလွဲချော်သွားတော့လေရင်ဟိုရိုင်းဒီရိုင်းဖြစ်တာပေါ့အဲ့ဒီမိမကသူလက်ကလာလုံနေရတာလေနော်မျက်ရည်တရွှဲရွှဲနေတယ်နော်ငိုကြီးချမှာနေတယ်နောက်တော့လည်းပဲလေရင်ကကောင်းကောင်းမွန်မွန်နဲ့အဲ့လိုဆင်းသွားနိုင်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့ဒီနေရာမှာယောက်ျားလေးသာဆိုရင်သူငိုချင်မှငိုမယ်နော်မတူနိုင်တာတော့ဒါလက်ခံနိုင်မှုကောင်းတာပေါ့ပညာရေးဘက်ကျတော့ဒါမိန်းမတွေကဗာလဲယောက်ျားတွေထက်တော့ပါလေတာကျင်တာနေဦးမှာဟုတ်မလားဒါမျိုးကတော့တခါလေကျတော့သူအလေးပင်ပါတဲ့ခါကျတော့ယောက်ျားသားလိုက်ရှာတယ်မလားအဲ့ဒါမျိုးပေါ့တာကျင်တာအောင်မယ်တချို့နေရာကျမိန်းမတွေကတာနေပေါ့နော်အဲ့တော့ကျောင်းခန်းထဲမှာလည်းမိန်းကလေးကယောက်ျားလေးထက်တာတာဒါပေမဲ့လို့ဆိုရလို့ပေါ့နော်ဒီပြဿနာတစုံတရာကြုံလာပြီဆိုရင်သူတို့ကလောက်တယ်ပေါ့လမ်းတဲ့မတဲ့ဘူးကြီးချက်မှနေဆိုတော့ပြဿနာမျိုးဆိုယောက်ျားလေးဒါဆိုရင်မမို့လောက်ဘူးပေါ့ဆဲနေမှာပေါ့နော်မခံတာနဲ့ဆဲနေမှာပေါ့ယောက်ျားမိန်းမမတူနိုင်ဘူးလို့ဆိုကြတယ်တရားတို့ရဖို့ရာကံပဋ္ဌာန်းအားထုတ်တဲ့နေရာမှာကျတော့ဘာမှမဆိုင်ဘူးယောက်ျားမို့ပို့ပြီးတော့ဖြစ်ရမယ်မိန်းမမို့ပို့ပြီးတော့မဖြစ်ရဘူးဆိုတာရှိလားမရှိပါဘူးဗျာမရှိဘူးအဲ့ဒါကြတော့မိန်းကလေးလည်းတာကျင်တာမှာပဲနော်ယောက်ျားလည်းတာကျင်တာမှာပဲကောင်းနေရတော့ပါလေဘာဝယုတ်ကလည်းယောက်ျားမိန်းမအဖြစ်သိကြအောင်သူကလည်းပဲသူ့နယ်ပယ်မှာအစိုးရတယ်လို့ပြောတယ်ကောင်းပြီနော်ဇီဝိတပတာရဘာဝဇီဝိတအဲ့ဒါနှုတ်ကျိုးနေဣန္ဒြိယပတာရဘာဝဇီဝိတဒါဒီနေရာမှာနှုတ်မကျိုးရင်နောက်မှလာမယ်ရူပသမုဋ္ဌာနတို့ရူပကလပတို့ကြာပြဿနာတက်မယ်အဲ့ဒါသူတို့အဲ့ဒါပြောနေတာအော်နေရတာနော်နောက်ဇီဝိတယုတ်ကလည်းပဲအစိုးရတယ်တဲ့ဇီဝိတဆိုတာကသူနဲ့တွဲဘက်ယုတ်တရားတွေကိုမပုတ်မသိုးအောင်စောင့်ရှောက်တဲ့နေရာမှာ तू ကပြချမ်းတယ် तू အခက်ရကြတယ် तू အစိုးရတယ်ပေါ့ဒါကြောင့်ဒီဇီဝိတယုတ်ကိုလည်းဘာလို့ခေါ်တော့ဣန္ဒြိယယုတ်ရူပဇီဝိတဣန္ဒြိယံကတ္တတာရူပနံကမ္မဇယုတ်တွေကို तू ကစောင့်ရှောက်ပေးတယ်အစိုးရတယ်
ဒါဖြင့်အိန္ဒိယရုပ်ဘယ်နှခုရတော့ပတာရဘာဝဇီဝိတ ဘာဝစီဝိတ ဒီဝိတ နှစ်ခုတော့ 8 ပါး ရှစ် 8 ပါ ပါး နော်အိန္ဒိယရုပ်8ပါအိန္ဒိယရုပ်ကကျွင်းရုပ်ပေါ့နော်အဲ့လိုမှတ်ထားအိန္ဒိယအိန္ဒိယအစိုးရသောရုပ်ပတာရဘာဝဇီဝိတပတာရဆိုရင်ဟိုမှာ5ပါးမှသိခဲ့ပြီဘာဝဆို2ပါးမှသိခဲ့ပြီဇီဝိတဆို1ပန်းသိရမယ်နော်အဲ့ဒါ8ကျွင်းရုပ်လို့ပြောရင်အဲ့ဒါ8ပါးနှုတ်လိုက်ရင်20ကျန်တယ်ဒါသိတော့နော်ပေါ့ပေါ့နောက်တစ်တွဲရပါတော့ ဩလာရိ ဩလာရိကဒုက္ခမ အဲ့တော့ဩလာရိက ဒုက္ခမ ဒုက္ခမ ဩလာရိကဆို ဩ တော့ လာရိကကျမ်း ကျမ်းတော်ရုပ်ပတာရဝိတယ ပတာရဝိတယ ဝိတယ နော်တုခုမပါတော့ ဒုက္ခမသိမ့်မွေသောယုတ်ကျွင်းယု မ တ် တင်ပွေတော်ရုပ်ကျွင်းရုပ်16 ပတာရဝိတယဆိုရင်အမှ18ပါးရှိတယ်ဩလာရိကရုပ်က18ပါး12ပါးပြောတာနော် ဆက် ဟုတ်ပြီဩလာရိကတုခုမဩလာရိကကျမ်းတဲ့ရုပ်ကိုကျမ်းတဲ့ရုပ်တဲ့ကျမ်းတဲ့ဆိုတာဒီနေရာမှာတကယ်ကိုကျမ်းတန်းကျမ်းထုံနေတာကြီးကိုကျမ်းတယ်လို့ဆိုလိုတာမဟုတ်ဘူးမြင်လွယ်တယ်သိလွယ်တယ်ဟုတ်လားမြင်လွယ်တယ်တရားရှုလိုက်တဲ့အခါတို့ဘာလို့မှာသူကသိလွယ်တယ်မြင်လွယ်တယ်အဲ့လိုရုပ်ကိုဘာလို့ခေါ်တော့ဩလာရိကရုပ် ဩလာရိကယုတ် တကယ်ကိုကျမ်းတန်းဟုတ်လားကျမ်းကြီးကိုဆိုလိုတာမဟုတ်ဘူးနော်အဲ့လိုနားလဲကျမ်းတယ်ဆိုတာကျမ်းထော်နေတာပြောတာမဟုတ်ဘူးဗါလဲသိလွယ်မြင်လွယ်တာနော်သိလွယ်တယ်မြင်လွယ်တယ်ဝိပဿနာရှုဖို့ဘာရှုလို့လဲ तू ကပို့ပြီးတော့လွယ်တယ်ပေါ့ရှုရတာဆိုရတော့ပတာရကို၅ပါးပဲကြည့်သိလွယ်တယ်မြင်လွယ်တယ်စက္ခုသောတာကနာစေဝကာယဟုတ်လားသိလွယ်တယ်မြင်လွယ်တယ်ရူပါယုံသိလွယ်တယ်မြင်လွယ်တယ်ဟုတ်လားတော့ပတာရနဲ့ဝိတယဘာနဲ့ပါလဲတော့ ဝိတယ ပတာရနဲ့ဝိတယ ဝိတယ ဟုတ်ပြီအဲ့တော့ဝိတယဆိုလဲရူပါယုံတတ္တယုံအတ္တဆိုတာသိလွယ်မြင်လွယ်တာပဲနော်သိလွယ်တယ်အဲ့ဒီလိုမိမိတို့ယောဂီရဲ့ပုဂ္ဂိုလ်ကတာမန်ပုဂ္ဂိုလ်တွေမှာတော့ဒါပါလေသူတို့ရဲ့ပုဂ္ဂိုလ်သူတို့ရဲ့အသိဉာဏ်မှာသိလွယ်မြင်လွယ်တဲ့ယုတ်ကိုဒါကျမ်းတတ်တဲ့ယုတ်လို့ပြောတယ်နော်ကျမ်းတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဟုတ်လားကျမ်းတယ်ဆိုတာဗာလဲသိလွယ်မြင်လွယ်တာကိုပြောတာနော် သိလွယ်မြင်လွယ် ကဲဟုတ်ပြီဩလာရိက12ပါးပါတော့ပတာရ ပတာရ 5 ပါးဝိတယ9 ပ ပါး တာရဝိတယနှုတ်ကြုံအောင်လုပ်ပြီးနေပါဆိုပတာရ သာရဝိတယ ပတာ ပတာရဝိတယ 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 ပတာရဆို5ဝိတယဆိုရင်9ပေါ့နော်ဒီမှာတော့အပြည့်ယူလိုက်ပေါ့အဲ့တော့12ပါးရှိရုပ်28ပါးနဲ့မှာ12ပါးဆိုတော့16ပါးကျန်တာပေါ့16ပါးပါတော့ဆိုညံမှာတိလွယ်မြင်လွယ်မဟုတ်တဲ့ရုပ်ဒုက္ခမရုပ်လို့ဒုက္ခမဆိုတဲ့အဓိပ္ပာယ်ကတိမ်မွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ဒုက္ခမဆိုတာဘာနော် တိမ်ဝိ တိမ်မွေ့တယ်နော်တိမ်မွေ့တယ်တိလွယ်မြင်လွယ်မရှိဘူးလေသူကနော်ဒုက္ခမ16ပါးရှိတယ်အောက်နာမှာရေးပေးထားတယ်အာဘောတဲ့နော်ပထဝီဒီဓာတ်ကြီးလေးပါးတဲ့ဟာဒီပထဝီတေဇောဝါယောဟာဒီမှာဝိတ္တရာထဲမှာပါသွားပြီဟုတ်လားနော်ဘုဒ္ဓရုပ်၄ပါးတဲ့ပထဝီတေဇောဝါယောဒီဘယ်ထဲပါသွားပထဝီ ပတဝီဝိ ဒီတေဇောဝါယောဘယ်ထဲပါသွားတော့ဖွတ်တပါယောပဲပါသွားပြီနော် ဝိတ ဟုတ်လားဝိတ္တရာပဲပါသွားပြီးတော့ဒီမှာအာဘောကဒီထဲမှာပါသွားတယ်သူကအာဘောတလေးလွန်သိမ်မွေ့ပြီဆိုပြီးတော့ဟိုရှိမှချက်ခဲ့ပြီကြည့်တွေ့စမ်းတတ်မရဖွတ်တပါကျင်ရပြီဆိုပြီးတော့ဒီဟုတ်လားအဲ့တော့အာဘောဒီသူ့မှာထဲမှာပါသွားပြီနောက်မဟာဘုတ်၄ပါးပြီးတော့ပတာရမဟာဗုဒ္ဓပတာရကို၅ပါးလိုက်ဒီမှာဩလာရိကဖြစ်နေပြီနော်အဲ့တော့အာဘောပါမယ်နောက်အာဘောဗုဒ္ဓရုပ်၄ပါးတွေကအာဘောပတာရရုပ်၄ပါးတွေကပတာရအကုန်လုံးကဩလာရိကရုပ်အဲ့ကြော်သွားဗုဒ္ဓပတာရဂောစရာနဲ့ဂောစရာလည်းဒီပါသွားပြီဘာဝရုပ်နှစ်ပါးဒီမှာအဲ့ဒီဒါဂောစရာလည်းဒီဩလာရိကလည်းမပါဘူးအဲ့အချင်းတွေပုရိသိန်တွေလို့ခွဲပြီးတော့ဆိုလိုက်ပေါ့နော်ပြီးတော့ဟတ္တယဇီဝိတယုတ်အာရယုတ်ဒါနောက်ကပြိစိတယုတ်ဝိညာဉ်ယုတ်နှစ်ပါးကာယဝိညာဉ်ဝစီဝိညာဉ်ကလေးတွေယောက်ျားလေးတွေမတူကြအောင်အဝိနိကဒုက္ခရှိတယ်မိန်းကလေးတွေဆိုရင်အဲ့လိုမျိုးတွေပေါ့နော်အိန္ဒိယလမ်းလျှောက်တာအစအစောကစားတာအစတူကြအောင်ပြောတာဆိုတာ၄လမ်းကဲဟုတ်ပြီဩလာရိကဒုက္ခမှာဩလာရိကရုပ်ချမ်းဆိုတာဘာလို့မြင်လွယ်တာနော်မြင်လွယ်သိလွယ်တာအသိဉာဏ်မှာထင်လွယ်တယ်ဒုက္ခမှာကျတော့တိမ်မွေ့တယ်နော်သိနိုင်ခဲ့တယ်မသိဘူးလို့ပြောတာသိနိုင်ခဲ့တယ်မသိဘူးလို့ပြောတာမဟုတ်သိနိုင်ခဲ့တယ်ပြောတာအဲ့တော့ဗုဒ္ဓပတာရဘောစရဆိုတဲ့လင်္ကာလေးရပြီးတော့အဲ့ဒါလေးကိုကတွတ်သွားလိုက်ဗုဒ္ဓဆိုရင်ဗုဒ္ဓကို၄ပါးရှိတယ်၃ပါးဝိတ္တရာတွေပါသွားပြီးတော့အာဘောပေါ့နော်ပတာရလည်းအကုန်လုံးပတာရ၅ပါးလုံးမှာဂောစရတွေပါသွားဩလာရိကတွေပါသွားပြီဗုဒ္ဓပတာရဂောစရနဲ့
ကောစရာဆိုကောစရာခုနှစ်ပါးမှာပါသွားပြီဘာဝဆိုတော့အမှဘာဝမပါသေးဘူးအဲ့တော့အဋ္ဌိဘာဝပုံဘာဝအာဘောအိဋ္ဌိနေဝိဋ္ဌိနေအတ္တယယုဇီဝိတာယုနောက်ကိုကုံသွားလိုက်တော့ဒါကျန်တဲ့ဥစ္စာအာဟာရယုဒါနိဗ္ဗာန်ယုကျန်တဲ့အနိဗ္ဗာန်10ပါးလည်းပြိစေတဝိညာဝိကလက္ခဏာမှတ်ပါ7ပါးပြိစေတဝိညာဆိုနှစ်ခုခွဲလိုက်ခရဝိညာဝိဇဝိညာရူပတ္တလောဒာဝိရုဒ္ဓကမ္မညတာဒါပါလေလောဒာယု3ပါးဝိကာရယုနောက်ဥပစေယတတ္တိစရတာနေသတာအပြင်ဒုက္ခမှာ16ပါးဒါလည်းကြည်အောင်လုပ်အောင်ဒီဥစ္စာတိကမတိကကြတော့3တဲ့ကဲဟုတ်ပြီဒါတော့ဩလာရိကဒုက္ခမှာဩလာရိကကျမ်းသောယုတ်ပတာရဝိတယဒုက္ခမှာတိမ်မွေ့သောယုတ်ကျွင်းယုတ်ဒုက္ခမှာ16ပါးမှာအာဘောဆိုဩလာရိကဒုက္ခမှာ ဩလာရိကဩလာရိကတုခုမဩလာရိ ဩ က လာရိက ကျမ်း ကျမ်းသောယုတ်ပတာရဝိတယ ပဒါဝိတယတုခုမ ဒုက္ခမှာတိမ်မွေ့သောယုတ်ကျွင်းယုတ်ဒုက္ခမှာ16ပါးမှာ ဒုမာယ16ပါးမှာ အာဘောအိဋ္ဌိတေ နိဒိနေပရိသေနေဟာ အိန္ဒြေဟရိယဇီဝိတာအာဟာရယပရိစ္ဆေ ဝိ ဒ ဒ ယ ယအာရယပရိစေတယကာယဝိညာဝိဝိညာ အဝိညာဝစဝိညာ ဥပဒလောဒာ ဘာရူပတမုဒ္ဒရူပတကမ္ညတအပ္ပတန်တိတ မိစ္ဆာတာအပြင် အဖြစ် အာယု 6ပါးဟုတ်ပြီးတော့နောက်တန်တိကဒူရာတန်တိကယုံနဲ့ဒူရာယုံနော်ဘာနဲ့ပါလဲတော့ တဏိကတဏိကယုဒုရယု တန်တိကတန်တိကေပါဠိမှာတန်တိကေလို့အဲ့လိုဝိပဿနာသုံးတယ်တန်တိကေလို့သုံးတယ်ပေါ့တန်တိကေဆိုတာတန်တိကဆိုတာနီးရယုံဒူရာပါလေဝေးတဲ့ယုံဒူရေဝတန်တိအဝိဒူရေဆိုတာဒီဒူရာဆိုတာပြုတ်တယ်မေတ္တာသုံးပါဝေးနေနီးနေနှစ်ထွေများစွာဆိုဒူရာဆိုတာဝေးတာဟုတ်အဝိဒူရာဆိုတာမနီးမွေးဆိုအနီးတာပဲထားပါတန်တိကနဲ့တူတူတန်တိကနီးတဲ့ယုံဒူရာဝေးတဲ့ယုံဒီနေရာမှာနီးရဝေးတယ်ဆိုတာလည်းပဲဆော့ပြောသလိုနီးရဆိုတာမြင်လွယ်တယ်သိလွယ်တယ်ဟုတ်လားနီးရင်ပါတော့ မြင်လဲ မြင်လွယ်တယ်သိလွယ်တယ်နီးရဆိုတာနော်မြင်လွယ်သိလွယ်တာကိုပဲနီးရလို့သုံးတယ်ဆိုတော့ဩလာရိကနဲ့သွားပြီးတော့တူတယ်နော်နီးရသိလွယ်တဲ့သဘောပေါ့နီးရင်လွယ်ကူတဲ့သဘောပေါ့ဇာတ်နဲ့ကြိုင်တာဖြစ်ဖြစ်မျက်လုံးနဲ့ကြည့်တာဖြစ်ဖြစ်ဟုတ်လားဝေးရင်မြင်မှုရခက်ခဲတယ်နော်ဝေးရင်မြင်မှုခဲရတယ်တိကစ်ဒါကြောင့်မလို့ဝေးတဲ့ယုတ်ဒါကြောင့်မို့တတိကိယုတ်လို့ဆိုရင်နီးတဲ့ယုတ်ဆိုရင်ဩရာရိကယုတ်ဒူရီဝေးတဲ့ယုတ်ဆိုရင်ဒုက္ခမယုတ် ဒုက္ခမယု နော်ဒီမှာတော့လို့ပါလေယုတ်ဒီ technique တွေစုံသွားအောင်လို့ technical တွေစုံအောင်လို့ပြောရတာပါနော်နောက်ခါကျရင်တော့ဒီတန်တိကေဒူရီဆိုတိတ်မသုံးမနဲ့ဩလာရိကယုတ်ဒုက္ခမယုတ်ကိုပဲဒါအသုံးများတယ်တန်တိကေယုတ်ဒူရီယုတ်ဆိုတဲ့စကားလုံးတိတ်ပြီးတော့မသုံးမှာမဟုတ်ဘူးဩလာရိကယုတ်နဲ့ဒုက္ခမယုတ်ကြတော့အဘိဓမ္မာမာတိကာတို့ပါတော့ပေါ့ဒါမှဓမ္မတက္ကနီတိကဒုက္ခမာတိကာတွေမှာအဲ့ဒါအသုံးများတယ်နော်ဒါမှမဟုတ်ဩလာရိကဒုက္ခမတန်တိကဒူရာတန်တိကနီးသောယုတ်ဩလာရိကယုတ်ဒူရဝေးသောယုတ်ဒုက္ခမယုတ်ဆိုတန်တိကဒူရတဏိက ဒူရာတတိကနိသောယောဩရာရိကယောဒူရာဝေသောယောဒုက္ခမယော မာယု ကုမာယော ဟုတ်ပြီနောက်တစ်တွဲတဲ့တပတိကအပတိကပါတော့ တပတိက အပ အ တိ ပ က တိက ပတိကတဲ့ပတိကဆိုတာပတိကတန်ပယုတ်ဆိုလို့စိတ်ပိုင်းတော့တွေ့ခဲ့တယ်ပတိကဆိုတာခက်ချန်တာနော်ထိခိုက်တာပတိကဆိုတာထိခိုက်တာတော့ပေါ့နော်ပတိကဆိုတာ ထိတိုက်လိုက်တာ နာ ဟုတ်ပြီဒီမှာလည်းအဲ့လိုပဲတပတိကဆိုတာထိခိုက်မှုရှိတဲ့ယုတ်တဲ့အပတိကကျတော့ထိခိုက်မှုမရှိတဲ့ယုတ်ဒါလည်းပဲတပတိကထိခိုက်မှုရှိတဲ့ယုတ်ဩလာရိကအပတိကထိခိုက်မှုမရှိတဲ့ယုတ်ဒုက္ခမဟုတ်လားထိခိုက်တယ်ဆိုတာတကယ်ကိုလာပြီးတော့ကိုယ်ကိုလာပြီးတော့ခလုတ်တိုက်တယ်လို့တစ်ခုနဲ့တစ်ခုထိတယ်လို့အဲ့လိုထိခိုက်တာမဟုတ်ဘူးပေါ့ဘာနဲ့ထိတာဆိုတော့အာယုံနဲ့ဓာတာထိတာနော်ထိတယ်ဆိုတာဘာနဲ့ထိတာ အာယုန် အာ နဲ့ ယု တော့ နဲ့ဒွါရ အာယုန်နဲ့ဓာတာစုံစည်းမိတာကိုပဲဒါတပတိကထိခိုက်မိတယ်အာယုန်ကလည်းယုတ်ဓာတာကလည်းယုတ်ဟုတ်လားအာယုန်ကလည်း ယုတ် ယုတ်ဓာတာကလည်းယုတ်အဲ့လိုဓာအာယုန်နဲ့ယုတ်ချင်းအဲ့လိုထိခိုက်မိတဲ့သဘောကိုပဲတပတိကလို့ခေါ်တာနားလဲတယ်နော်ဒါတော့မခဲချင်းမအောင်နော်ရူပါယုန်နဲ့သကုပ္ပတာရဆိုရှေ့ရှုဒုဥပ္ပတိမစ၍တတ္တယုန်နဲ့သောတာပတာရယုန်ရူပါယုန်နဲ့သကုပ္ပတာရဆိုရူပါယုန်ဆိုရင်ဝိတ္တရာထဲမှာပါမယ်သကုပ္ပတာရဆိုရင်ပတာရထဲမှာပါမယ်ဟုတ်လား
ရူပါယုံနဲ့သက္ကုပ္ပတာရတို့တတ္တာယုံနဲ့သောတာပတာရတို့ကန္တာယုံနဲ့ကာဏပတာရတို့ရတ္တာယုံနဲ့စေဝပတာရတို့ဟုတ်လားပုထ္ထဘာယုံနဲ့ကာယပတာရတို့လို့အဲ့မှာ12ယုတ်ပြည့်သွားပြီဟုတ်မလားနော်ပုထ္ထဘာယုံက3ယုတ်လေအဲ့တော့ဒါမခတ်ဘူးဟုတ်လားအဝိဓိပိုင်းတော့လည်းဒါဆိုခဲ့တာပဲနော်ရှိကျုတူပဲဒီမှာစာရွေးအဲ့လိုဆိုခဲ့တယ်အဲ့တော့အာယုံယုတ်ဂောစရယုတ်အာယုံယုတ်9ပါးနဲ့နော်ဝိတ္တယုတ်9ပါးနဲ့ဓဝရယုတ်5ပါးနဲ့အဲ့လိုစုံစည်းမိတာကိုပဲထိခိုက်တယ်လို့ခေါ်တယ်နော်ထိခိုက်တယ်ဆိုတာဘာနဲ့ဘာနဲ့စုံတာတော့အာယုံနဲ့ဓဝရအာယုံနဲ့ဓဝရနဲ့စုံစည်းမိတာကိုပဲဒါထိခိုက်တယ်လို့သုံးတယ်တပ္ပတိကနော်လို့သုံးတယ်အဲ့တော့အာယုံယုတ်က9ပါးဓဝရယုတ်က5ပါးဆိုတာမပေါ်ပါဘူးဟောလာဒီကဆိုတာအာယုံယုတ်နဲ့ဓဝရယုတ်ကိုပြောတာပဲထွေလို့မဟုတ်ရူပါယုံနဲ့သက္ကုပ္ပတာရတတ္တယုံနဲ့သောတာပတာရလာဆိုလိုက်ရင်ဒါဟောလာဒီက12ပါးပေါ်သွားထိခိုက်တယ်ဆိုတာအာယုန်နဲ့ဓာတ်စုံစည်းမိတာကိုပဲဘာလို့ခေါ်တော့ထိခိုက်တယ်ဟုတ်လားနောက်ဒုက္ခမရတဲ့ဒုက္ခမယုတ်တွေကြတော့သူကဒုက္ခမယုတ်တွေဖြစ်တာကြတော့မျက်လုံးနဲ့ကြည့်လို့ရတာတွေမဟုတ်ဘူးနော်ဉာဏ်နဲ့ပဲသိနိုင်တာဆိုသူကအာဘောတဲ့ဖွဲ့စည်းတဲ့သဘောလေးမျက်လုံးနဲ့ကြည့်မရအောင်နားနဲ့လည်းနားထောင်လို့မရဘူးနော်တိမ်မွေ့တယ်လို့ပြောတာအဲ့တိန်တွေအဲ့ဒီဘာဝယုတ်အဲ့ဒီဘာဝယုတ်ကဒီကိုယ်လုံးမှာနှံ့နေတာနော်ဟုတ်လားနော်ပုရိသေနေတွေအတ္တရာယုတ်ဇီဝိတယုတ်ဒါကျန်တာတွေကတိမ်မွေ့တဲ့ယုတ်တွေပေါ့နော်ရူပါယုတ်နဲ့သက္ကုပ္ပတာရကြတော့တွေ့လို့ရတယ်စုံစည်းလို့ရတယ်ဟုတ်လားတခြားယုတ်တွေကြတော့စုံစည်းတာပဲထိခိုက်လို့ရတယ်လို့ပြောရပါတခြားဩလာဒီကယုတ်တွေကြတော့မျက်စိနဲ့မြင်နိုင်တာမဟုတ်ဘူးနားနဲ့ကြားနိုင်တာမဟုတ်ဘူးသက္ကုဝိညာဉ်စိတ်နဲ့မြင်နိုင်တာမဟုတ်ဘူးသောတာဝိညာဉ်စိတ်နဲ့မြင်နိုင်တာမဟုတ်ဘူးသိနိုင်ကြားနိုင်တာမဟုတ်ဘူးဒါကြောင့်သူတို့ကြတော့ဒီတပ္ပတိကနော်အာယုန်နဲ့ဓာရလို့ထိခိုက်မှုရှိတာမဟုတ်ဘူးထိခိုက်မှုမရှိတဲ့ယုတ်အပ္ပတိကယုတ်လို့ခေါ်တယ်။ကဲဆိုတပ္ပတိကအပ္ပတိကတပတိကအပ္ပတိကတိကိတတောယောဩရာလိကအပ္ပတိအပတိကတိကိတတောယောအာယုမာယုဟုတ်ပြီ။နောက်တစ်တွဲတဲ့ဥပါဒိဏအနုပါဒိဏဘာလို့ဥပါဒေနဥပါဒေနဥပါဒိဏအနုပါဒိဏဥပါဒိဏကံဤအကျိုးဖြစ်တဲ့ယုတ်ကံကြောင့်ဖြစ်တဲ့ယုတ်ပေါ့လေတဘောကတော့နော်ကံဤအကျိုးဖြစ်တဲ့ယုတ်ဆိုရင်ကံကြောင့်ဖြစ်တဲ့ယုတ်ဆိုတာလည်းအတူပဲနော်ကံဤအကျိုးဖြစ်တဲ့ယုတ်ဖြစ်သောယုတ်ဘာလို့ကံကြောင့်ဖြစ်တဲ့ယုတ်ဆိုလည်းရတယ်ကံမစားယုတ်ကံကြောင့်ဖြစ်ရင်ကံမစားလို့လည်းခေါ်မှာပေါ့နော်ဟုတ်လားဒါကြောင့်မလို့သူဥပါဒိဏယုတ်ကံဤအကျိုးဖြစ်တဲ့ယုတ်ကံဤအကျိုးဆိုတာကံအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်ကိုပဲကံဤအကျိုးဖြစ်တဲ့ယုတ်လို့ခေါ်တာဒါကြောင့်ကံကြောင့်ဖြစ်တဲ့ယုတ်ဥပါဒိဏကံကြောင့်ဖြစ်တဲ့ယုတ်ကိုပါဠိလိုကံကိုကမ္မလို့ခေါ်ကြဇာလျာဖြစ်တယ်ကမ္မဇဆိုတဲ့အဓိပ္ပာယ်လေးဒီလိုထွက်တယ်ပေါ့အဲတော့ကမ္မဇယုတ်18ပါတဲ့နော်ကမ္မဇ18ပါတော့ဒီမှာမသိလိမ့်နဲ့ဘူးနော်နောက်ပိုင်းကျတော့လာလိမ့်မယ်ဒီခန်းပြီးနောက်ခန်းကျရင်လာလိုက်နော်ဒီခန်းမှာဒီတည်တင်တည်တတ်တာဒီကြည်အောင်လုပ်ထားနောက်ခန်းကျမှပြန်မေးရင်အဲ့ဒါမရရင်အဲ့ဒါဒုက္ခရောက်နောက်ပြန်သွားနေအောင်ရှင်းမရဘူးဆိုအဲ့ဒါပြောတာဆဲဟုတ်ပြီအဲ့တော့ကမ္မဇယုတ်သားထားလိုက်အောင်ကမ္မဇယုတ်18ပါရှိတယ်ကံကြောင့်ဖြစ်တဲ့ယုတ်ပေါ့လေမိမိတို့ရဲ့ခန္ဓာကိုယ်မှာကံကြောင့်ဖြစ်တဲ့ယုတ်ရှိတယ်စိတ်ကြောင့်ဖြစ်တဲ့စိတ်က produce လုပ်တဲ့ယုတ်ရှိတယ် supporting ပေးတာရှိတယ်ဥဒုအာရအကြောင်းဖြစ်တဲ့ယုတ်ကတတ်တတ်ရှိတယ်အဲ့ဒါမျိုးတွေပေါ့အဲ့ဒီကံကြောင့်ဖြစ်တဲ့ယုတ်ကံတတ်ကြောင့်ကံကြောင့်ဖြစ်တဲ့ယုတ်က18ပါရှိတယ်ကံကြောင့်ဖြစ်တဲ့ယုတ်ကဒါဥပါဒိဏအနုပါဒိဏယုတ်ဆိုတာကျတော့ကံဤအကျိုးမဖြစ်အကျိုးမဟုတ်တဲ့ယုတ်ပေါ့နော်ကံဤအကျိုးမဟုတ်တဲ့ယုတ်ကံကြောင့်မဖြစ်ဘဲနဲ့တခြားကြောင့်ဖြစ်တဲ့ယုတ်တွေပေါ့နော်စိတ်ဥဒုအာရကြောင့်ဖြစ်တဲ့ယုတ်ပေါ့တိကြယုတ်ပေါ့နော်အဲ့လိုခေါ်တယ်စိတ်ရဲ့ဥဒုရဲ့အာရရဲ့၃မျိုးပေါ့တိလို့ခေါ်ပြီးတော့သူတို့ကြောင့်ဖြစ်တဲ့ယုတ်ကိုဇာလို့သုံးလိုက်တော့တိဇာယုတ်လို့သုံးနော်ဟုတ်လားတိဆိုတာဘာလို့သုံးသုံးပေါ့ရုပ်ကိုဖြစ်စေတတ်တဲ့ရုပ်ကိုထုတ်လို့တတ်တဲ့ရုပ်ကိုထောက်ပံ့တတ်တဲ့အကြောင်းတရား၄ခုရှိတယ်ပေါ့အဲ့၄ခုထဲမှာကံထုတ်လိုက်တော့ကံမှတစ်ပါးဘယ်နှပါးကျန်၃ပါးကျန်တာပေါ့အဲ့ဒီအကြောင်း၃ခုကိုတိလို့ခေါ်ပြီးတော့သူတို့ကြောင့်ဖြစ်တဲ့ရုပ်ကိုကျတော့ဇာလေးထဲတော့တိဇာပေါ့နော်စိတ်ဥဒုအာရဒီအကြောင်း၃မျိုးကြောင့်ဖြစ်တာကိုစာပေမှာတိဇာယုတ်လို့ခေါ်တယ်ဇာဆိုတာဖြစ်တာပေါ့တိက၃ဇာဖြစ်တာအကြောင်း၃ခုကြောင့်ကံကကျွင်းတဲ့အကြောင်း၃ခုကြောင့်ဖြစ်တဲ့ရုပ်ဒီပေါ့ကံကြောင့်ဖြစ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်လည်းဒီထဲပါသွားမယ်အနုပါဒိနာလည်းပါသွားမယ်ဥဒုကြောင့်ဖြစ်တဲ့ရုပ်အာရကြောင့်ဖြစ်တဲ့ရုပ်ဘယ်ရုပ်မဆိုအဲ့ထဲမှာပါသွားမယ်ကံမဇဆိုတာတော့ကံကြောင့်ဖြစ်တာအဲ့ဒီကံကြောင့်ဖြစ်တဲ့ရုပ်ကိုဥပါဒိနာခေါ်ပြီးတော့ကံကြောင့်မဖြစ်တဲ့ကျန်တဲ့နော်စိတ်ဥဒုအာရကြောင့်ဖြစ်တဲ့ရုပ်တွေကိုကြတော့ဘာလို့ခေါ်တော့
အနုပါ Nupa Dena. ဒိနာယုတ်ဒါအဘိဓမ္မာမှာတိတိကျကျသုံးလာပြီဆိုရင်ဒီလိုခေါ်တယ်တချို့နေရာတွေမှာကျတော့တက်ရှိတတဝါတက်ရှိယုတ်ကိုဥပါဒိနာယုတ်တို့ဒီလိုသုံးတဲ့နေရာတွေလည်းပဲရှိတယ်နော်တက်ရှိကိုဥပါဒိ ဥ နာ ပါဒိနာဒီမှာကတော့ကံကြောင့်ဖြစ်ရင်ဥပါဒိနာကံကြောင့်မဟုတ်တဲ့ယုတ်တွေကိုကျတော့အနုပါဒိနာလို့ခေါ်တယ်တခါလေဒီမှာကျတော့အဲ့တက်ရှိကိုဥပါဒိနကခန္ဓာကိုယ်လို့ဒီလိုသုံးတက်မဲ့ကျတော့အနုပါဒိနာလို့သုံးတယ်သုံးလေးမတူပေါ့နော်ကိုကနားလဲဖို့လို့လေသူ့နေရာနဲ့သူပေါ့သင်္ခါရအသင်္ခါရိကတသင်္ခါရိကမှာတော့ပြောခဲ့သလိုပဲဟုတ်လားအသင်္ခါရိကတသင်္ခါရိကမှာသင်္ခါရဟာနော်ဟိုပျက်စီးတတ်တဲ့သဘောနော်အကြောင်းတရားတွေပြုပြင်တယ်ကံဆိုရင်လည်းဟုတ်တယ်နော်ကံဆိုရင်လည်းဒါသူ့နေရာနဲ့သူကံလို့လည်းပဲဒါသုံးနိုင်တယ်သင်္ခါရဝိဇ္ဇာပစ္စယသင်္ခါရဆိုတာဒါကံကိုသုံးနေတာဟုတ်လားဖြစ်ဖြစ်သမျှသင်္ခါရဆိုတာဒါယုံနံကိုပြောနေတာဟုတ်လားတိုက်တွန်းမှုမတိုက်တွန်းမှုကြတော့ကြပါလေအသင်္ခါရိကတသင်္ခါရိကမှာတိုက်တွန်းမှုဒါသင်္ခါရသူ့နေရာနဲ့သူပေါ့နော်သူ့နေရာနဲ့သူကိုကတုံးတဲ့ရနေရာကဥပါဒိနာတွေ့တာကံကြောင့်ဖြစ်တဲ့ယုတ်တွေဒီလိုကြီးတော့မမှန်တယ်ပေါ့နော်တခါလေးမှာဥပါဒိနာလို့ပြောရင်ဒါပါတက်ရှိယုတ်တွေပြောတက်ရှိခန္ဓာတက်ရှိခန္ဓာပေါ့နော်အနုပါဒိနာလို့ပြောတော့ဒါတတ်မဲ့ပေါ့နော်တတ်မဲ့ကိုအနုပါဒိနာလို့ဒီလိုသုံးတဲ့နေရာတွေလည်းပဲရှိတယ်ဒါတော့အဘိဓမ္မာနီးနဲ့သုံးတာမဟုတ်ဘဲနဲ့တုတ်တန်နီးနဲ့သုံးတာပေါ့လေနော်အဲ့လိုကဲကောင်းပြီအဲ့တော့ဥပါဒိနာယုတ်တဲ့ကံမစယုတ်ကံကြီးအကျိုးဖြစ်တဲ့ယုတ်ကံကြောင့်ဖြစ်တဲ့ယုတ်ဘာတွေလို့ဆိုကံမစယုတ်18ပါးအနုပါဒိနာယုတ်ဘာတွေလို့ဆိုတော့ကံမစယုတ်မဟုတ်တဲ့တိစယုတ်လို့ခေါ်တယ်နော်စိတ်ဥဒ္ဓအာရကြောင့်ဖြစ်တဲ့ယုတ်တွေဒါနောက်ခံမှလာလိမ့်မယ်ဒါဘာလဲဝိရူပဝိပါကရူပသမုဋ္ဌာနာကြတော့လာလိမ့်ကဲအဲ့တော့18နဲ့15 18နဲ့15ပေါင်းတော့ဘယ်လောက်ရ33ဟုတ်ပြီအဲ့တော့28ပါးမကအောင်ဖြစ်နေပြီလားနော်ဒါကဘာလဲဆိုတော့အခုဒီမှာပြထားတာတွေကယူပြီးသားတွေပြန်ယူထားတဲ့အတွက်ကြောင့်ယူပြီးသားကိုမယူတဲ့နည်းနဲ့ဆိုရင်တော့18နဲ့30ဒီလိုပဲယူရတယ်နော်ယူပြီးသားပါပြန်ယူတယ်တချို့ယုတ်တွေကသူကအကြောင်း၄ခုလုံးနဲ့ဆိုင်တဲ့ယုတ်တွေရှိတယ်ကံရောစိတ်ရောဥဒ္ဓရောအာဟာရရောဒီ၄ခုလုံးနဲ့ဆိုင်တဲ့ယုတ်ရှိတယ်တစ်ခုတည်းနဲ့ဆိုင်တဲ့ယုတ်ရှိတယ်နှစ်ခုနဲ့ဆိုင်တဲ့ယုတ်သုံးခုနဲ့ဆိုင်တဲ့ယုတ်ရှိတယ်ဒါကြောင့်မလို့ဒီမှာအကုန်လုံးယူပြီးသားကိုပြန်ယူထားလို့နော်28ကျော်နေတယ်နောက်ကြတော့ဒါသိရလိမ့်နော်ကဲရူပသမုဋ္ဌာနာကြတော့အဲ့ဒါတွေ့တယ်အဲ့မှာကြတော့တချို့ယုတ်တွေကကံကြောင့်ဖြစ်တာလည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်တချို့ယုတ်တွေကကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥဒ္ဓကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်ဆိုတာအကြောင်း၄ခုနဲ့သူကဆိုင်နေတယ်တချို့ယုတ်ကနော်ဆိုတော့ဒီဝဏပထဝီဆိုရင်ဘယ်နှပါကံကြောင့်လည်းဖြစ်နိုင်တယ်စိတ်ကြောင့်လည်းဖြစ်နိုင်တယ်ဥဒ္ဓကြောင့်အာဟာရကြောင့်ဖြစ်နိုင်ဟုတ်လားအဲ့ဒါမျိုးပေါ့အဲ့တော့ပထဝီကိုဒီကံမှာလည်းတစ်ပါးထည့်တယ်စိတ်ကြောင့်ဖြစ်တဲ့ယုတ်မှာလည်းပါတယ်ဥဒ္ဓကြောင့်ဖြစ်တဲ့ယုတ်မှာလည်းပါတယ်ပထဝီပဲ၄ခုဖြစ်မနေဘူးလားရှင်းနေပါလေဗျာအဲ့လိုယူပြီးသားတွေပြန်ယူလို့အဲ့မှာပေါ့များနေတာပေါ့နော်အကြောင်းတစ်ပါးကြောင့်ဖြစ်တဲ့ယုတ်တွေလည်းရှိတယ်ပေါ့2ပါး3ပါး4ပါးကြောင့်ဖြစ်တဲ့ယုတ်တွေရှိတယ်အဲ့ဒါဒီယူပြီးသားတွေပြန်ပြီးတော့ပါနေတဲ့ခါကျတော့ဥပါဒိနာရဲ့18အနုပါဒိနာရဲ့15အဲ့လိုဖြစ်နေတယ်နော်အဲ့ဒီကမ္မဇရဲ့18ပါးနောက်မှာလက်သေးဝင်နေတဲ့ဧကံကိုအနေကံကိုလို့အဲ့လိုပြောတာနော်အဲ့တော့ဧကံကိုအနေကံကိုဆိုတာဒါသိပြီလားအများဆိုင်ဒါနော်ဧကံဆိုရင်ဒါကံကြောင့်ကံတတ်ကြောင့်ဖြစ်တဲ့ယုတ်နော်အနေကံကြတော့အများဆိုင်ဖြစ်သွားပြီနော်ဟုတ်လားအဲ့တော့အများဆိုင်ဆိုရင်ဒါအနေကံပေါ့ဟိုဘက်ရောဒီဘက်ရောအလုပ်ဆိုင်နေပေါ့သူ့ကိုတစ်ဖက်မှာနှုတ်ပြီးတော့ပေါင်းကြည့်လိုက်ရင်ဘယ်လောက်ရလဲဒီ9ပါးနှုတ်ကြည့်တာဒီ9ပါးနှုတ်ပြီးတော့15ပါးနဲ့ပေါင်းကြည့်တာဘယ်လောက်ရလဲ6ပါး24ပါးရတယ်မလားတင်ပါ24ပါးရတယ်နော်24ပါးထဲမှာသူကဘယ်အကြောင်းကြောင့်မှမဖြစ်တဲ့ယုတ်ဆိုတာရှိနေတယ်နော်ကံစိတ်ဥဒ္ဓအာဟာရဘယ်အကြောင်းကြောင့်မှမဖြစ်တဲ့ယုတ်ဆိုတာရှိနေတယ်သူကကြတော့ဒီဥပါဒိနာအနုပါဒိနကအတွက်နော်ဥပါဒိနာအနုပါဒိနကဥပါဒိနာအနုပါဒိနကနေအလွတ်ပေါ့လေနော်အဲ့ဒီကလွတ်တယ်သူကကြတော့ဒီကံစိတ်ဥဒ္ဓအာဟာရဘယ်အကြောင်းကြောင့်မှမဖြစ်ဘူးဥပါဒိနာရောအနုပါဒိနာရောလွတ်တဲ့ဒီယုတ်ကရှိတယ်၄ခုပေါ့နော်အဲ့၄ခုပေါင်းလိုက်ရင်ဒါ28ခုဒါကိုက်သွားတယ်ပေါ့နော်ဒါတော့နောက်တော့ထင်ရှားလိမ့်မယ်နောက်ပိုင်းနောက်တစ်တွဲတဏိဒတနာအာနိဒတနာဘာလို့တဏိဒတနာတဏိဒတနာအာနိဒတနာတဏိဒတနာမြင်ကောင်းသောယုတ်နော်မြင်လို့ရတာပါမျက်စိနဲ့မြင်လို့ရတာရူပယုံတစ်ခုပဲရှိတယ်ဟုတ်လားအတန်မြင်လို့မရဘူးမြင်ကောင်းတဲ့ယုတ်မမြင်ကောင်းတဲ့ယုတ်ပေါ့နော်အာနိဒတနာမမြင်ကောင်းတဲ့ယုတ်28ပါးထဲမှာမျက်စိနဲ့မြင်နိုင်တယ်ဆိုတော့ပါရှိတယ်ရူပရူပယုံတစ်ခုပဲရှိတယ်ပေါ့နော်
တခြားရုပ်တွေကမျက်စိနဲ့မမြင်နိုင်ဘူးဟုတ်လားနားနဲ့ကြားနိုင်တယ်ဟုတ်လားစိတ်နဲ့သာသိနိုင်တယ်ဒါကြောင့်မလို့မြင်သမျှတွေကရူပါယုံတွေကြီးပဲလူမြင်တယ်ကားမြင်တယ်အကုန်လုံးမြင်တယ်ဆိုတာရူပါယုံပဲပေါ်လာတယ်ရူပါယုံပဲဒီအစိတ်ကနေအပေါင်းတွေအကုန်လုံးလုပ်ပြီးတော့ပညာတက်လိုက်တာเนาะဒီလိုဆိုတာကာတာလို့လူဆိုပြီးတော့ရင်းမယောက်ျားအဲ့လိုသွားပြီးတော့တက်တာအဲ့တော့မြင်သမျှဒီရူပါယုံတွေကြီးပဲတက်တာယုံအတန်ကြတော့မြင်လို့မရဘူးနားနဲ့သာသိနိုင်တယ်အနက်မြင်လို့မရဘူးเนาะဟုတ်လားစသဖြင့်ပေါ့ဒါကြောင့်မို့ယုံ28ပါးမှာမြင်နိုင်တာဘယ်နှခုရှိတော့ရူပါယုံတစ်ခု တစ်ခုပဲရှိတယ်ဘယ်နှခုရှိတော့မေးပါသမားတစ်ခုပဲရှိတစ်ခုပဲရှိတယ်ရူပါယုံတစ်ခုပဲရှိတယ်ကျန်တာကျွင်းယုံပေါ့နော်ကဲဆိုသမားတဏိတနာအနိတနာ တဏိတနာအနိတနာတဏိတနာမြင်ကောင်းသောယုတ်တဏမြေကောင်းသောယုတ်တဏမြင်နိုင်သောယုတ်မြင်နိုင်သောယုတ်အနိဒတနာမနိုင်သောယုတ်ကျွင်းယုံ20ကျွင်းယုံ29ပါးကျွင်းယုတ်ဆိုရပြီလို့ဂောဇရဂာယိကအာဂောဇရဂာယိကဘာတော့ဘောဇရဂာယိကဘောဇရဂာယိကဂောဇရဆိုတာအာယုံဂါကဆိုရယ်ဂာယိကဆိုယူတာပေါ့နော်အဲ့တော့အာယုံကိုယူတတ်တဲ့ယုတ်အာဂောဇရဆိုတာဂောဇရဝိတ္တရာမှာတွေ့ခဲ့ပြီနော်ဂောဇရဆိုတာအာယုံကိုယူတတ်တဲ့ယုတ်အာဂောဇရဂာယိကအာယုံကိုယူတတ်တဲ့ယုတ်အဲ့လိုသွားအာယုံကိုယူတတ်တဲ့ယုတ်ဘယ်လိုတော့အာယုံကိုယူတယ်ဆိုရင်ပတာရတွေပေါ့နော်စကုပတာရဘယ်အာယုံတော့ယူတော့စကုရူပယုံယူတာပေါ့ဝတ္တပတာရဘယ်ယုံယူတော့လဲအဲ့ဒါမျိုးပေါ့နော်သူအဲ့လိုသုံးတာပေါ့အာယုံကိုမြူတတ်တဲ့ယုံတဲ့ကျွင်းယုံတဲ့နော်ဒီလိုသွားဒီနေရာမှာမေးစရာရှိလာတယ်ဒီမှာဧကဝိဒဏီယုံကရုပ်မှန်ရင်အနာရမဏလို့ပြောထားတယ်ပြလားအဲ့တော့ရုပ်မှန်ရင်နာရမဏယုံမနာရမဏအာယုံကိုမြူတတ်ဘူးလို့သုံးပါတယ်နော်အာယုံကိုမယူတတ်တာဟုတ်လားအနာရမဏလို့သုံးတယ်စိတ်စေတသိက်လို့ဆိုရင်သူအာယုံမယူတတ်ဘူးတဲ့အခုဒီမှာအာယုံကိုယူတတ်တဲ့ရုပ်ဆိုပြီးတက်လာနေပြီတလားရုပ်မှန်ရင်အနာရမဏပဲရှိတယ်အာရမဏလို့ရှိလားမရှိပါဘူးအာယုံကိုယူတတ်တယ်နော်ဂောစရဂာယိကအာယုံကိုယူတတ်တဲ့ရုပ်ရည်လို့မရှိဘူးအကုန်လုံးအနာရမဏအာယုံမယူတတ်ဘူးလို့ဒီလိုပြောခဲ့တယ်ဒီကြတော့ပတာရဟု၅ပါးအာယုံကိုယူတတ်တဲ့ရုပ်တဲ့ကဲကျန်တဲ့23ပါးကျတော့အာယုံကိုမယူတတ်တဲ့ရုပ်ဆိုပြီးတော့သူကစိုးနေပြန်တယ်ကဲဘာလဲတော့ရှေ့စကားနောက်စကားမညီတော့ဘူးဖြစ်နေပါတော့ကဲဒါပါသဘောလုံးဆိုတော့ဒါကတော့အရှင်များအရင်တော့တစ်ခါပြောခဲ့သလိုပဲတကယ်ရွက်တွေကဖွင့်လိုက်တာနဲ့ဟောဟန်ကားဆိုတဲ့အတန်တွေထွက်တယ်အမှန်တော့အရင်တော့ပြောခဲ့တာဟိုအလေရာကြီးဆိုတာရှိတယ်ဘုရားကြီးရဲ့ဟိုမှာတောင်ဘက်မုံထဲမှာကျောင်းတစ်ယောက်ရှိတယ်ရှိတော့ဒီမင်းတို့မင်းလက်ထက်နောက်ပိုင်းနားလေးမှာပါသူကအရန်နာမည်ကြီးတဲ့ကျောင်းတွေရှိတယ်စာအရန်လုပ်တဲ့ကျောင်းအဲ့ကျောင်းကတကယ်ရွက်တွေဖွင့်လိုက်တာနဲ့ဟောဟန်ကားလို့မြည်နေတယ်တဲ့နော်တကယ်ရွက်တွေဖွင့်လိုက်တာနဲ့တကယ်ပေါက်တွေဖွင့်လိုက်တာနဲ့ဘာလို့ပေါ့ဟောဟန်ကားလို့အော်နေနော်ဟုတ်လားအဲ့လိုဟောဟန်ကားဆိုတဲ့အတန်ကြီးကဘယ်ထွက်လာတာလဲတကယ်ရွက်ကထွက်တာမဟုတ်ဘူးလေနော်ဘုန်းကြီးညဝါရွတ်တာနော်ဟောဟန်ကာကုသလဓမ္မဟူသည်ထို့နောင်ဒုတိယပဒဟောတော်မူဟောဟန်ကာအကုသလဓမ္မဟူသည်အဲ့ဟောဟန်ကာဆိုတဲ့စကားလုံးတွေကကိုတို့တွေအမြဲတမ်းညဝါရွတ်နေတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဟုတ်လားအဲ့အတိတ်ပဲနဲ့မှန်တော့တကယ်ရွက်တွေကမြည်တာမဟုတ်ဘူးတကယ်ရွက်တွေဖွင့်လိုက်တဲ့ခါကျတော့အထဲမှာဟောဟန်ကာလို့ရွတ်တဲ့အတိုင်းရအပြင်ကိုထွက်လာဟုတ်လားအဲ့တကားဖွင့်လိုက်တာနဲ့ဟောဟန်ကာဆိုတဲ့အတိုင်းရတကယ်ရွက်တွေကအော်တယ်လို့မျိုးပေါ့နော်အော်နေတရားမျိုးပေါ်ထွက်လာတယ်နောက်တစ်ခုသမင်းချက်တယ်ဆိုတဲ့စကားပေါ့အမှန်ကကိုသမင်းကိုချက်တာလားဆန်ကိုချက်တာဆံကိုချက်တာနားမဲ့လူတွေကဘယ်လိုပြောတော့သမင်းချက်တယ်လို့ပဲပြောတယ်ဟုတ်မလားနော်အဲ့တော့သမင်းဖြစ်သွားတာကိုပဲဆွဲမှတ်ပြီးတော့အကျိုးသမင်းနောက်ဆုံးဒီဆန်ကိုချက်လိုက်ပြီမဲ့လို့နောက်ဆုံးဘာဖြစ်သွားလဲသမင်းဖြစ်သွားတာအဲ့ဒီအကျိုးနော်နောက်ဆုံးတာဂက်ကိုပဲဆွဲမှတ်ပြီးတော့စံမီမှာသမင်းလို့ဒီလိုတင်စားလိုက်တယ်နော်စံမီကိုသမင်းမှာတင်စားပြီးတော့သမင်းချက်တယ်လို့သုံးတယ်ဒါကိုစာပေမှာဌာနိဥပစာလို့ခေါ်တယ်ဥပစာနဲ့သုံးတာလို့နော်တိုက်ရိုက်သုံးတာမဟုတ်ဘူးပါလေဥပစာနဲ့တင်စားပြီးတော့သုံးတာအခုလည်းပဲဒီတိုင်းပဲအမှန်တော့ရုပ်တရားအာယုံယူတတ်လားမယူတတ်ပါဘူးယူတတ်ဘူးရုပ်ကတခြားတွေအာယုံယူတတ်တယ်ဆိုပဲရုပ်ဆိုတာအနာရမဏပဲရှိတာနော်ရုပ်ကအာယုံယူတတ်လားမင်းမယူတတ်ပါဘူးယူတတ်ပါဗျာဒါပေမဲ့လို့ဒီရုပ်တွေကိုအမိပြုပြီးတော့စိတ်တွေကအာယုံမယူတာယူပါတယ်ဗျာယူတာပေါ့နော်
လန်နေလဲနေတယ်ဟုတ်လားလန်လဲနေတယ်လို့ပြောတာလန်ကလဲတာလားလူကလဲတာလားလူကလဲတာပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့ဒီရုပ်တွေကိုအမိပြုတဲ့စိတ်တွေကအာယုံကိုယူတတ်တယ်အဲ့ဒါကိုပဲအတင်စားပြီးတော့ဒီရုပ်တွေဒီအာယုံကိုယူတယ်လို့ဒီလိုတင်စားပြီးတော့သုံးတာအမှန်ဒီပတာတိုင်း၅ပါးဒီအာယုံကိုယူတတ်လားမင်းမယူတတ်ဘူးနော်ဒါပေမဲ့လို့သူတို့အမိပြီးတော့ဖြစ်တဲ့စိတ်တွေကအာယုံမြူတတ်ဘူးလားရူပါယုံမြူတတ်ဘူးလားစကုဝဉ္ဉ္စိတ်ကယူတတ်ပါဗျာဟုတ်ပြီအဲ့တော့ပတာတိုင်း၅ပါးဆိုတော့စကုဝဉ္ဉ္ကစကုပတာရကိုမိတယ်မိကားသူပင်သူဝဉ္ဉ္တာသူ့ဝိညာဉ်ကအဲ့ဒီစကုဝဉ္ဉ္ကရူပါယုံမြူလားယူပါတယ်ဗျာယူအဲ့စကုဝဉ္ဉ္ရူပါယုံယူတယ်ဆိုတော့မျက်စိဒီပတာရယုံမရှိရင်ဖြစ်ပါမလားဖြစ်ပါမလားမဖြစ်ပါဘူးဖြစ်နိုင်ဟုတ်မလားအဲ့ဒီလိုဒီသူတို့အမိပြုပြီးတော့ဖြစ်တဲ့ဝိညာဉ်တွေကအာယုံကိုယူတတ်တဲ့အတွက်ကြောင့်ယူတာကတော့စကုဝိညာဉ်စိတ်ကယူတာပဲဒါပေမဲ့လို့အဲ့စကုဝိညာဉ်စိတ်ကဘယ်သူ့ကိုမိပြီးတော့ယူတော့စကုပတာရယုံကိုမိပြီးတော့မှယူရတယ်ပတာရယုံစကုပတာရမရှိရင်တို့အာယုံမယူနိုင်ဘူးဒါကြောင့်တကယ်တမ်းယူတာတော့စကုဝိညာဉ်စိတ်ကယူတာဒါပေမဲ့စကုဝိညာဉ်စိတ်ကလည်းဘယ်သူ့မိပြီးတော့ဖြစ်ရတာအဲ့ဒီစကုပတာရကိုမိပြီးတော့ဖြစ်ရတဲ့အတွက်ကြောင့်နော်သူတို့မိပြီးတော့အာယုံယူရတယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုပဲအာယုံကိုယူတတ်တဲ့အနေနဲ့ဒီလိုသုံးလိုက်တယ်အာယုံကိုယူတတ်တဲ့ယုံနော်ပါဠိလိုကျတော့ဂောစရဂိုင်ကယုံလို့ဒီလိုခေါ်တယ်တကယ်ကတော့ဒီပတာရယုံမှာအာယုံကိုယူနိုင်တဲ့အစွမ်းတတိရှိလာမင်းမရှိဘူးနော်သူတို့မိပြီးတော့စကုဝဉ္ဉ္စိတ်ကအာယုံကိုယူတဲ့အတွက်ကြောင့်သူတို့အမိမရှိဘဲနဲ့လည်းမယူနိုင်ဘူးဒါကြောင့်မလို့သူတို့ဒါအာယုံယူနိုင်တဲ့စွမ်းတတိမရှိပေမဲ့လို့ရှိတဲ့အနေနဲ့နော်တင်စားပြီးတော့အာယုံကိုယူတတ်တဲ့ယုံလို့ခေါ်တယ်ကဲအဲ့ဒီမှာလည်းပဲသူကနှစ်မျိုးထပ်ခွဲပြန်တယ်တဲ့အာယုံယူတယ်ဆိုတဲ့နေရာမှာတဲ့အတ္တံပတ္တကာကမျက်လုံးထဲနားထဲမရောက်လာဘဲနဲ့အာယုံယူနိုင်တာရဲ့နော်နှာခေါင်းထဲရောက်လာမှအာယုံယူနိုင်တာရဲ့ဆိုပြီးတော့အဲ့လိုအတ္တံပတ္တနဲ့ဘာနဲ့ခွဲတံပတ္တနဲ့အဲ့လိုခွဲတံပတ္တကဝဇရကာကနှစ်မျိုးမှာအတ္တံပတ္တကာက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 စက္ခုနဲ့သောတာကာတဲ့မိမိထံသို့မရောက်မထိမကက်ညီတဲ့အာယုံကိုယူနိုင်တယ်နော်ဆိုပါတော့ဒီကိုမျက်လုံးနဲ့မြင်တယ်ထားပါတော့မျက်လုံးနဲ့တခုဘောပင်ကြီးကိုမျက်လုံးနဲ့မြင်တယ်ပေါ့အဲ့မျက်လုံးအဲ့ဘောပင်ကြီးကမျက်လုံးကြီးနဲ့ရောက်လာတာလားမရောက်ပါဘူးမရောက်လာဘူးမရောက်လာပဲနဲ့ तू မြင်နိုင်တယ်လို့ဒီလိုပြောတာနော်မျက်လုံးနဲ့မရောက်လာဘူးမျက်လုံးနဲ့ရောက်လာရင်လည်း तू အလင်းရောင်ပိတ်သွားပြီနော်ဒါအလောကဆိုတဲ့အလင်းရောင်ပိတ်သွားမှာပဲနော်ဒါကြောင့်မလို့သူ့ထံတော့မရောက်မထိတဲ့အာယုံယူနိုင်တယ်တဲ့သောတာတဲ့အတန်ကလည်းဒီနားထဲမှာပိတ်နေရင်ဘယ်လိုကြာမှာနော်အဲ့တော့သူ့ထံမရောက်လာတဲ့နော်အတန်ကိုယူနိုင်တယ်တဲ့အဲ့ဒါကိုအတ္တံပတ္တကာဟကနောက်ဂါရဇိန်ဝါကာယတို့ကြတော့တဲ့မိမိစီရောက်မှထိမှမိမိနဲ့လာပြီးတော့အာယုံကထိမှပဲအာယုံကိုယူနိုင်တယ်နော်ဆိုတော့အနက်ပဲကြည့်နော် TV ထဲမှာအငွေ့1000ထနေပေမဲ့လို့အပြင်ကမနန်းနိုင်ဘူးနှာခေါင်းထဲကိုလာမှပါသူကအာယုံယူနိုင်တယ်ဒါမှုသလားနန်းသလားဟုတ်လားနော်ဇိန်ဝါလည်းကြည့်နော်သမင်းပကံတွေကအရသာကိုရှာမှမထင်ဘူးကိုရှာပေါ်တင်လိုက်မှသိတယ်မလားတင်ပါဗျာအဲ့ဒါမျိုးပဲနော်ရှာပေါ်တင်လိုက်မှသိတယ်သူ့ထံရောက်မှသူသိတယ်လို့ပြောတာအာယုံယူနိုင်တယ်လို့ပြောတာကာယလည်းဟိုအဝေးမှာရှိတဲ့အောက်သာကိုမထင်ဘူးကိုနဲ့ထိလိုက်မှဒါသိနိုင်ပူလားအေးလားပျော့လားမာလားဘုံကံလားလှုပ်ရှားလားနော်အဲ့လိုသိနိုင်တယ်အဲ့လိုခွဲရပေါ့နော်အတာထောင်းအဲ့ဒါတော့ဒါပါလေကောစရဂိုင်ကအကောစရဂိုင်ကကောစရဂိုင်ကအာယုယူတတ်တော့ယူတတ်တယ်ကတင်သားပြီးပြောတာသူ့မိပြီးစကုဝဉ္ဉ္စိတ်ကအာယုယူတာဖြစ်တဲ့အတွက်ကြောင့်မလို့သူလည်းအာယုယူတတ်တယ်ဆိုပြီးတော့ဒီလိုတင်သားတာနောက်အဲ့မှာလည်းတံပတ္တကနဲ့ရောက်လာတာကိုမရောက်ဘဲနဲ့ယူတာမရောက်တဲ့အာယုယူနိုင်တာတစ်ခုရောက်တဲ့အာယုယူနိုင်တာ3ခုပေါ့5ခုပေါ့နော်အဲ့လိုပဲနောက်အကောစရဂိုင်ကလည်းအာယုကိုမြူတတ်တဲ့ရုပ်တွေကျွင်းရုပ်ပေါ့နော်ပြီးရောနောက်တစ်ခုကနောက်တစ်စုံကအဝိနိဘောကဝိနိဘောကယောဂဝိနိဘောကဟုတ်ပြီအဝိနိဘောကတစ်ခုစီခွဲမရတဲ့ရုပ်တယ်ဘာလို့တစ်ခုစီခွဲမရတဲ့ရုပ်တဲ့တစ်ခုစီခွဲမရတဲ့ရုပ်တွေကဘာလဲတော့ဆိုတော့ဝဏကန္တရတ္တဩဇာမဟုတ်လိပါတဲ့ကြေဖို့လိုတယ်အဲ့ဒါလည်းကြေဖို့လိုတယ်နော်ဟုတ်လားတစ်ခုစီခွဲမရတဲ့ရုပ်ဘယ်တော့မှမခွဲနိုင်ဘူးတဲ့ဒီရုပ်ရှိခုကတော့ဘယ်အရာလို့အမုံမွားတတိလေးရအစဒီရှိခုကရှိတယ်နော်ဒီရုပ်ရှိပါတဲ့ကဒီရုပ်ရှိပါသည်အမြဲတမ်းတွဲပြီးတော့ဖြစ်နေတယ်ဉာဏ်နဲ့တော့ခွဲလို့ရမယ်ပေါ့လေနော်ဒါတော့မြင်လို့ရတာပေါ့နာပေါ့နော်ဒီလက်ထဲမှာသွားပြီးတော့ခွဲတာမျိုးလို့ခွဲဖို့ဘလို့နဲ့မှဘလို့မှခွဲလို့မရနိုင်တဲ့ရုပ်အမုံမွားလေးမှာဒီ8မျိုးပါနေတယ်8မျိုးတည်းကတစ်မျိုးလေးကိုဝဏလေးကိုခွဲထုတ်လိုက်မယ်
တက်တာဝဏကန္တာလေးကိုခွဲထုတ်လိုက်မယ်လို့ဒီလိုခွဲလို့မရဘူးလေဒီရှစ်မျိုးကတော့ဘလောက်ပဲမှုံမှုံမပဲဖြစ်ဖြစ်ဒီရှစ်မျိုးဟာဒီရုပ်ဝတ္ထုရန်တစ်တိုင်းမှာဒီရှစ်မျိုးဟာရှိတယ်ခွဲလို့မရဘူးလေနော်ဒါကြောင့်မို့ရုပ်ကိုဘလောက်ထိအောင်အသေးစိတ်လိုက်ဘလောက်သေးအောင်စိတ်ပေါ့နော်အဲ့ဒီအသေးဆုံးဒီအသေးဆုံးဒီအနုမြုံမုံလေးတွေအထဲမှာဟိုဒီရုပ်ရှင်မျိုးရှိတယ်လို့အဘိဓမ္မာပြောတာအဲ့ဒီရုပ်ရှင်မျိုးကဘာရောဝနာကန္တာ နာခန္ဓာ ရတ္တ ရတ္တ ဒေါဇာ ဒေါဇာ မ မ ဟာ ဟာ ဗု ဗု ဒ္ ဒ္ဓလေးပါ ပြန်ပြောဝနာကန္တာရတ္တ ဝနာကန္ဓာရတ္တဩဇာမဟာဗုဒ္ဓလေးပါ ဝနာဆိုတာရူပယုပြောတာကန္တာဆိုတာလည်းပဲကန္တာယုရတ္တဆိုတာအဲ့ဒါပါတော့ဘောဇရယုထဲမှာပါတာဩဇာဆိုတာအာဟာရယုပြောတာဗီတာမင်ဓာတ်ကိုပြောတာနော်အဲ့မာဘုတ်၄ပါးနဲ့ပေါင်းလိုက်တာနော်ဒီရုပ်ရှင်မျိုးကိုအဝိနိတ်ဘောဂလို့ခေါ်တယ်သူကခွဲမရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရုပ်ကဒီအသေးဆုံးအနုမှုံလေးမှာကိုဒီရုပ်ရှင်မျိုးကရှိတယ်ဘယ်လောက်သေးသေးပေါ့နော်အဲ့ဒါသိကျင်လည်းသိပေါ့နော်အဲ့နော်အဲ့ဒါမျိုးပေါ့နောက်ကကလစီတွေပါလေလာတဲ့ခါကျတော့ဒီရုပ်ရှိခုကိုအထကလရုပ်ရှိပါလို့ခေါ်လိုက်တယ်ခွဲလို့မရဘူးဒီရုပ်ရှိခုကိုအခြေခံပြီးတော့ပဲတွားအောင်နော်အဲ့ဒီရုပ်ရှိခုကိုကြည်အောင်လို့ကျင်းနေအောင်လုပ်ထားဒီလက်ထဲမှာဒီတက်ခွဲကန်းထဲမှာခွဲတာမျိုးလို့ခွဲလို့မရဘူးညံနဲ့တော့ခွဲလို့ရတယ်မြင်လို့ရတာအစင်းပေါ့ရဝနာပေါ့နော်သူ့မှာအနံ့လေးပေါ့နန်းနေမနန်းဒီပါဝင်မှုဒီကန္တာယောကဒီပါဝင်မှုနဲတဲ့အတွက်ကြောင့်အနံ့ထင်မှထင်မယ်ဒါပေမဲ့အနံ့တော့ပါတယ်ပေါ့အနံ့ဒီဗာလဲကန္တာယုံပေါ့ညံထဲမှာတော့ဒီလိုရူပါယုံပဲကန္တာယုံပဲအဲ့လိုခွဲလို့ရတယ်ဒါပေမဲ့လို့ရုပ်မုံလေးတစ်ခုထဲမှာရှိသွားပြီးတော့ဟာဝဏကိုတတ်ထားလိုက်မယ်ဒီရုပ်မုံလေးမှာဝဏကိုတတ်ခွဲထုတ်လိုက်မယ်ကန္တာတတ်ခွဲထုတ်လိုက်မယ်အဲ့လိုရတယ်မရပါ မရဘူးသူတို့ရဲ့ခန္ဓာကိုယ်မှာပဲအစင်းကြီးကိုတက်ဖယ်ထုတ်လိုက်မယ်အနံ့ကြီးတက်ဖယ်ထုတ်လိုက်မယ်မရဘူးလေနော်ဟုတ်လားသူတို့ရဲ့အသားစားလေးမှာဝဏပါနေမယ်အနံ့လေးတစ်မျိုးပါနေမယ်ဟုတ်လားဒီရှစ်မျိုးကတော့အမြဲတမ်းတွဲနေတော့ရူပါယုံတစ်ခုတည်းခွဲထုတ်လိုက်မယ်တက်တာယုံတစ်ခုတည်းခွဲထုတ်လိုက်မယ်လို့တို့မရဘူးနော်ခွဲထုတ်လို့မရဘူးဟုတ်လားဘလောက်သေးတာလေးဖြစ်အောင်ခွဲထုတ်ဒီရှစ်မျိုးကတော့အသေးဆုံးလေးမှာပါလိမ့်မယ်နောက်ဆုံးအတန်ပေါ့နော်အတန်တော့သေးုံမကလို့အဲ့ဒီချက်အပုံတရားသေးသွားလည်းပဲဒီရုပ်ရှစ်ခုကအဲ့ဒီအသေးလေးတွေမှာပါနေမှာပဲဒီရှစ်ခုကတော့ဘလို့နီးနဲ့မှခွဲလို့မရတဲ့ရှစ်ခုဒီမြစ်ထဲကိုစားတစုံလောက်ခတ်တာမျိုးလို့ပမာဏနည်းလုံးတဲ့ခါကျတော့အရသာမထင်နိုင်တယ်လို့ပေါ့နော်သေးလုံးလို့ပကတိမျက်စိနဲ့မြင်မှပဲမြင်မယ်ပါဝင်မှုပမာဏနည်းလုံးလို့အနံ့ရချင်မှလည်းရမယ်ဟုတ်လားကောစာဖြစ်ချင်မှဖြစ်မယ်တိုးတော့ဒီရုပ်ရှစ်ခုကတော့အရာဝတ္ထုတိုင်းမှာပါဝင်တယ်ဟုတ်လားနော်ခွဲလို့မရဘူးဟုတ်လား indivisible ပဲနော်ဒီရုပ်ရှစ်ခုကတော့တက်ရှိမှသာမဟုတ်ဘူးတက်မဲ့မှလည်းပဲပါမယ်နောက်တော့တစ်ပင်တွေမှာလည်းအတူတူပဲရုပ်မှုံလေးတွေမှာလည်းဒီရုပ်ရှိခုကတော့မပါလို့မဖြစ်ဘူးအဝိနိဘောဂရှိပါတော့ရုပ်ဖွဲ့စည်းမှုတိုင်းမှာဒီရုပ်ဒီရှိခုဒီအခြေခံပဲနော်ဒီအခြေခံဒီတဲကိုပဲတိုးပြီးတော့ကလပ်ဖွဲ့ရမယ်နော်ကျွင်းတဲ့ရုပ်တွေကတော့ဒီရုပ်ကဒီရှစ်ပါလွယ်လို့ကျန်တဲ့20ကတော့ခွဲလို့ရတဲ့အတွက်ကြောင့်ဘာလို့ခေါ်တော့ဝိနိဘောဂယုတ်ဝိနိဘောဂဆိုတာခွဲခြားလို့ရတယ်အဝိနိဘောဂဆိုတာခွဲခြားလို့ခွဲခြားလို့မရ ခွဲခြားလို့မရတဲ့ရုပ်ရှင်မျိုးခွဲခြားလို့ရတာ20ခွဲခြားလို့မရတဲ့ရုပ်ရှင်မျိုးဟာနောက်ခါကျတော့ကလပ်စီးဖွဲ့တဲ့ခါကျတော့သူက basic ပေါ့နော်ကလပ်တွေရဲ့ basic အနေနဲ့သူဖြစ်လိမ့်မယ်သူ့ပုံမှာခြေခံပြီးတော့နောက်ထပ်တစ်ခုတိုးလိုက်တဲ့ခါကျတော့နဝကဖြစ်သွားပြီဟုတ်လားရှစ်ခုတည်းတစ်ခုတိုးတော့နဝကဖြစ်သွားတယ်နှစ်ခုတိုးလိုက်တော့နဝကရှစ်ခုတိုးတယ်တစ်ခုတိုးတော့10ခုဖြစ်သွားမယ်ဟုတ်လား10ခုဖြစ်ရင်ဓာတကကလပ်ဖြစ်သွားမယ်7ခုဖြစ်ရင်ဧကာဓာတကဖြစ်မယ်ဒီရှစ်ခုပဲစရမယ်ဒီရှစ်ခုဒီ basic ပဲကလပ် basic ပဲနှစ်ခုတိုးလိုက်ရင်စသဖြင့်သုံးခုတိုးလိုက်ရင်အမျိုးမျိုးအဲ့လိုပေါ့နော်နာမည်တိုးပြီးသွားဒီရှစ်ခုကတော့အဲ့ဒါစအထကလယုံလို့ခေါ်တယ်နော်9ခုပေါင်းတဲ့ကလ10ခုပေါင်းတဲ့ကလ7ခုပေါင်းကလစသဖြင့်နော်73ခုထိအောင်ကဲဒါရူပဝိပါကပေါ့နော်ရုပ်တူအမျိုးမျိုးခွဲခြင်းကြည်အောင်တော့လုပ်ကြတာစိုးပေးနေရတယ်မစိုးလို့မရအောင်နော်ဆိုတာကဲ